ngày dấu đó từ kim ya chỉ từ cho từ go nhìn dễ để sẽ yêu mù từ đại trời mà tia tì từ kim ya ilu lệ đại mà suy lưu cha để chạy sâu về du trời về du trời lên အားလုံးမင်္ဂလာပါအခုလိုချိန်နာရီကိုပြင်ဆင်ပေးတဲ့ဖျားသခင်နာမတော်ကပါဆက်ဆက်ဘုန်းကြီးပါစေ 3am personal ministry ရဲ့ဖျားသခင်နှုတ်ကပတ်တော်လေ့လာခြင်းအစီအစဉ်မှာလိုက်လဲလဲကြိုဆိုပါရစေအခုအစီအစဉ်ကတော့ပတ်စဉ်ဥပုသ္စာပြေသင်တန်းဖြစ်ပါတယ်ယနေ့အတွက်သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ခရစ်တော်ရဲ့တွင်တင်ချက်များထဲမှာခရစ်တော်ကဲ့သို့အသက်ရှင်နေထိုင်ခြင်းအကြောင်းဖြစ်ပါတယ်နှုတ်ကပတ်တော်လေ့လာမှုမစတင်ခင်မှာဖွင့်ပြမဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားကိုဆုတောင်းခြင်းနဲ့ဖိတ်ခေါ်ကြပါစို့မြင့်မြတ်တန်ရှင်၍သားသမီးတို့ကိုလွန်ချစ်တော်မူသောဖရာကိုရောရှင်ဒီသားသမီးတို့ကိုချစ်တော်ကြောင့်သားတော်ကိုပင်လင်မနှမျောပဲသားသမီးတို့တွေ့ပြီးထားပါ၏ယနေ့သားသမီးတို့ဒီအပြစ်များနဲ့ပြည့်စုံတော်လည်းပဲကိုရောရှင်ရဲ့သွေးတော်အားဖြင့်ကယ်တင်ခြင်းတို့ရသောအခွင့်ကိုရောရှင်ရဲ့ကောင်းကြီးမင်္ဂလာများကိုမထိုက်တန်တော်လည်းပဲရရှိရသောအခွင့်ရရှိပါ၏ထို့ကြောင့်ကျေးဇူးတော်ကြီးလာပါ၏ယနေ့သင်ကြားရမယ့်ခေါင်းစဉ်ရှိသည့်အတိုင်းကိုရောရှင်သားတော်ကဲ့သို့သားသမီးတို့ဒီအသက်ရှင်နေထိုင်မိကြောင်းကိုရောဒီသားသမီးတို့အတွက်ဆံဖြစ်စေခြင်းကသားတော်ကိုလွတ်ဆေးလွတ်တော်အကြောင်းအရာများသားသမီးတို့လေ့လာပြီးသားသမီးတို့ဒီလက်သက်တာ၌ကိုရောရှင်ချစ်ခြင်းမေတ္တာကိုသားသမီးတို့တက်တာအားဖြင့်ရောင်ပြန်ဟပ်နိုင်မိအကြောင်းသားသမီးတို့လေ့လာသောအခါကိုရောရှင်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်မဆကူညီပေးပါမည်အကြောင်းဂျာနာတို့အရောက်စီတိုင်းအတွက်တိဆောက်เสียနဲ့ဆောင်ရွက်เสียအမှုများဖြစ်စေပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းပါရဖာအာမင်တိတဖန်အားလုံးကိုမင်္ဂလာပါလို့ပြန်ပြီးနှုတ်ဆက်ခြင်းပါတယ်ဘုရားရှင်ရဲ့ပို့ဆောင်မှုကြောင့်ကျွန်တော်တို့ကြမ်းကြမ်းမာမာနဲ့တဖန်ပြန်လည်၍ကိုရရှင်တို့ကပတ်တော်များကိုကြားနာရတော့မှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ကြားနာရမယ့်ခေါင်းစဉ်ရဲ့အခြေပြုကျမ်းကတော့ယောဟန်ခန်းကြီး73အငယ်34မှာတွေ့ရပါတယ်ဖတ်မယ်ဆိုရင်သင်တို့ဒီအချင်းချင်းတယောက်ကိုတယောက်ချစ်ကြလောငါသည်သင်တို့ကိုချစ်သည်နီးသူအချင်းချင်းချစ်ကြလောဟုပညတ်သစ်ကိုငါပေး၏ကျွန်တော်တို့ဒီသင်ခန်းစာခွန်ရဲ့ခေါင်းစဉ်ကတော့ခရစ်တော်ရဲ့ကဲ့သို့အသက်ရှင်နေထိုင်ခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ခရစ်တော်လိုအသက်ရှင်ဖို့ဆိုတာကနော်သာမန်အားဖြင့်မြောက်များစွာသောခရိယန်တွေတာမန်အဖြစ်မဟောဘူးတဲ့ခေါင်းစဉ်မျိုးဖြစ်ပါတယ်ကျွန်တော်တို့ Seventh Day Adventist တွေကခရစ်တော်ကဲ့သို့အသက်ရှင်နေထိုင်ဖို့အတွက်ပြောလာတဲ့အခါမှာတချို့လူတွေကတော့ခင်ဗျားတို့ဟာဗုဒ္ဓဘာသာနဲ့တူနေပြီးကြိုးစားရင်ဖျားဖြစ်နိုင်တယ်ဆိုတော့နင်တို့အဲ့လိုပြောကြတာလားအဲ့လိုသဘောမျိုးလားလို့အပြစ်တင်တတ်ပါတယ်အဲ့လိုမျိုးလဲကျွန်တော်တို့မဆိုလိုပါဘူးကျွန်တော်တို့ဟာလူကဘယ်တော့မှဖျားမဖြစ်နိုင်ပါဘူးဒါပေမဲ့ခရစ်တော်ဟာလောကကြီးထဲမှာအသက်ရှင်တုန်းကလူသားတရားရာခိုင်နှုန်းနဲ့အသက်ရှင်ခဲ့တယ်သူ့ရဲ့ခွန်အားအဖြစ်စာတမန်နဲ့ရဲ့တိုက်ခိုက်ခြင်းတွေအကုန်လုံးကိုနိုင်ခဲ့တာမဟုတ်ပဲနဲ့ခမည်းတော်စီကနေရတဲ့ခွန်အားအဖြစ်နိုင်ခဲ့တယ်ဒီအရာကိုလည်းကျွန်တော်တို့ကိုဂတိပေးခဲ့တယ်ကျွန်တော်တို့ကိုလည်းကြုံတွေ့ရမယ့်စုံစမ်းခြင်းနိုင်သောအခွင့်ကိုကျွန်တော်တို့ဂတိပေးထားတဲ့အတွက်ကြောင့်ခရစ်တော်ကကျွန်တော်တို့ကိုဖိတ်ခေါ်ထားတာဖြစ်တယ်ဒီအကြောင်းအရာကကျွန်တော်တို့တမန်ကျမ်းစာထဲမှာအများရေးထားတာကျွန်တော်တွေ့ရတစ်ပေခန်းကြီးနှစ်အငယ်21မှာအကြောင်းမူကားထိုတို့အလိုငါတင်တို့ကိုခေါ်တော်မူပြီးခရစ်တော်ဒီငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုရှောက်လိုက်စေခြင်းကပုံသက်တွေကိုထားတော်မူပြီးတဲ့ခရစ်တော်ရဲ့ခြေတော်ရာကိုရှောက်လိုက်စေခြင်းကသူ့ရဲ့ခြေတော်ရာအတိုင်းကျွန်တော်တို့လိုက်လျှောက်ဖို့အတွက်ပုံသက်တွေထားပြီးပြီလို့ရေးထားပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ထိုသခင်၌ငါတည်၏ဟုဆိုတော်သူသည်ထိုသခင်ကျင့်တော်မူသည်နည်းသူကျင့်ရမည်တစ်ပေခန်းကြီးနှစ်အငယ်6မှာရေးထားပါတယ်တစ်ယောခန်းကြီးနှစ်အငယ်6မှာရေးထားပါတယ်
နောက်တစ်ခုကကြတော့မဿဲခန်း7ငယ်28 29 30မှာခရိယာမြောက်များစွာအလွတ်ရတဲ့ကျမ်းချက်လေးဖြစ်ပါတယ်ဝင်လေးပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမည်ငါတဘိုးကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောပြီးတော့နောက်တစ်ပိုက်ဖတ်မယ်30ဖတ်မယ်ဆိုအကြောင်းမူကားငါတဘိုးဒီထမ်းလွယ်၏ငါဝင်လဲပေါ့၏ဟုမိန်တော်မူ၏နော်ဆိုတော့ခရစ်တော်ကကျွန်တော်တို့ကိုသူ့စီကိုလာပြီးတော့ကျွန်တော်တို့ရဲ့အပြစ်တွေကျွန်တော်တို့ရဲ့ဒုက္ခတွေကျွန်တော်တို့ရဲ့ခက်ခဲမှုတွေအကုန်လုံးသူ့စီအပ်ဖို့ပြောပြီးတော့သူ့စီမှာသူ့စီကနေကျွန်တော်တို့အလွတ်အကျွတ်နဲ့ပေါ့ပပနဲ့ထွက်သွားဖို့မဟုတ်ဘဲနဲ့ခရစ်တော်တင်တဲ့တဘိုးကိုထမ်းပြီးတော့သူ့ဝန်ကိုလည်းကျွန်တော်တို့ဆက်ထမ်းရအောင်မှာဖြစ်တဲ့အကြောင်းကျွန်တော်တို့တွေ့ရပါတယ်ယနေ့မြောက်များစွာသောခရိယန်တွေကတော့ကျွန်တော်တို့ရဲ့ဝန်ကိုတော့ချချင်ပါရဲ့ခရစ်တော်ရဲ့တဘိုးကိုမထမ်းပြင်ချင်ပြန်တဲ့အခြေအနေမှာကျွန်တော်တို့ရှိတယ်အဲဒါကြောင့်လူတစ်ယောက်ကခရစ်တော်ကဲတော့အသက်ရှင်နေထိုင်နိုင်ပါမလားလို့တောက်ဖြစ်เสียအကြောင်းများစွာရှိတယ်ဒါပေမဲ့လို့လူကခန်းရင်ငယ်30ခုမှာဖယားသခင်၌မဖြစ်နိုင်တဲ့အရာတစ်ခုမှမရှိဘူး all things are possible with God နော်အရာအလုံးကဖြစ်နိုင်တယ်တဲ့ဖိလိပ္ပိ4:3မှာဘယ်သူအားဖြင့်လဲဆိုတော့ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ဘယ်အမှုလဲခတ်သိမ်းသောအမှုနော်အားလုံးကိုကျွန်တော်သတ်ဆွမ်းနိုင်တယ်လို့ရေးထားပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီအရာတွေကိုသတ်ဆွမ်းနိုင်ကြောင်းဖယားသခင်ကတက်တည်ပြခဲ့တာဖြစ်တယ်ဆိုတော့ဒါဆိုရင်လူလောကကြီးထဲမှာခရစ်တော်ကဲတော့သက်ရှင်နေထိုင်နိုင်တဲ့လူကျင့်ကြံနိုင်တဲ့လူရှိပါမလားလို့မေးစရာဖြစ်ပါတယ်ရှင်ပေါလုကတော့ဘယ်လိုပြောဆိုတေကောခန်းကြီး7ငယ်1မှာငါဒီခရစ်တော်နီးသူကျင့်တဲ့ကဲတော့တင်းတို့လည်းငါနီးသူကျင့်ကြလောလို့ပြောပါတယ်ရှင်ပေါလုကသူ့အသက်တာမှာခရစ်တော်ကဲတော့ကျင့်နိုင်တဲ့အကြောင်းဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုဖယားသခင်ကကျင့်နိုင်ကြောင်းဘာအားဖြင့်လဲဆိုတော့ကျွန်တော်တို့ခွန်အားဖြင့်မဟုတ်ပဲねဖယားအားဖြင့်အဲ့ဒါကြောင့်ကျွန်တော်တို့တရားရောက်မေးလိုက်မယ်ခရစ်တော်ကဲတော့ကျွန်တော်ကျင့်နိုင်မလားလို့ပြောမေးလိုက်မယ်ဆိုရင်တစုံတယောက်ကပြန်ဖြေမယ်မကျင့်နိုင်ဘူးလို့ပြန်ဖြေမယ်ဆိုရင်အဲ့ဒီလူဟာသူ့ရဲ့ခွန်အားကိုအားကိုးတာဖြစ်တယ်ကျင့်နိုင်မယ်လို့ပြောမယ်ဆိုရင်မတော်အဲ့ဒီလူကတော့များသောအားဖြင့်ခရစ်တော်ရဲ့ခွန်အားကိုအားကိုးခြင်းဖြစ်မယ်တချို့ကတော့ကိုအရန်အထင်ကြီးတဲ့လူရှင်းမယ်ဒါပေမဲ့ကိုအားနဲ့တော့ဘယ်တော့မှခရစ်တော်နည်းတူကျွန်တော်တို့အသက်မရှင်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကျေးဇူးတော်အားဖြင့်ဘုရားသခင်ရဲ့အကူအညီအားဖြင့်ကျွန်တော်တို့ကျင့်နိုင်တယ်ဆိုတာနှုတ်ကပတ်တော်အားဖြင့်လေ့လာနိုင်ပါတယ်ပြီးတော့ဒီကနေ့ကျမ်းချက်ကျွန်တော်တို့ရဲ့ရွှေကျမ်းချက်လေးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တင်တို့ဒီအချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့နော်အချင်းချင်းချစ်ကြလို့ဟုပညာတိကိုငါပေးပညာအတစ်လို့ပြောပါတယ်ပညာအတစ်လို့ပြောရအောင်ဒီကျမ်းချက်ကဘယ်ကနေလာသလဲဆိုတော့ဝတ်ပြုရကျမ်းခန်းကြီး16အငယ်18မှာကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့မြတ်ချစ်ရမည်တဲ့ဝတ်ပြုရကျမ်းခန်းကြီး16ငယ်34မှာနောက်ထပ်ဆက်ဖတ်လိုက်မယ်တင်နဲ့အတူတဲ့နေသောဧည့်သည်ကိုအမျိုးသားချင်းကဲ့သို့မှရမည်ကိုနဲ့အမြချစ်ရမည်လို့ရေးထားပြီးသားကျွန်တော်တွေ့ရပါတယ်ဆိုတော့ခရစ်တော်ပြောတဲ့အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလောဆိုတဲ့စကားဟာဓမ္မဟောင်းကျမ်းထဲကစကားဖြစ်ပေမဲ့လို့ तू ကပညာအတစ်လို့ပြောလိုက်တဲ့အတွက်ကြောင့်ဘယ်ဟာကတစ်လွင်နေလဲကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ကြည့်တဲ့အခါကျတော့ဒီနေရာမှာငါဒီတင်တို့ကိုချစ်ကြည်နီးသူဆိုတဲ့စကားလုံးလေးကတစ်လွင်နေတာဖြစ်တယ်ဓမ္မဟောင်းကာလမှာဖျားသခင်ကိုလူတွေကအမြင်တစ်မျိုးဖြစ်တယ်ဒီကနေ့ထိပါပဲဖျားသခင်ကကျမ်းတယ်သူ့ရဲ့လူတွေကိုတိတ်မချစ်ဘူးလို့လူတွေများဆိုအဲ့လိုထင်တယ်ဒါပေမဲ့ဖျားသခင်ကျွန်တော်တို့ကိုချစ်ကြောင်းအနည်းမျိုးစုံနဲ့ပြနောက်ဆုံးကြတော့အကြီးမားဆုံးတော်သူရဲ့သားတော်ကိုပေးခြင်းအပြင်ကျွန်တော်တို့ပြခဲ့တယ်အဲ့ဒီလိုပဲသားတော်လည်းအသက်ရှင်တဲ့ချိန်မှာကျွန်တော်တို့ကိုသူ့ရဲ့အသက်တာတစ်လျှောက်လုံးမှာချစ်ပြခဲ့တယ်အဲ့ဒီချစ်တဲ့နီးလန်းတွေကိုကျွန်တော်တို့ကြည့်ပြီးတော့အဲ့ဒီနီးအားဖြင့်ဆက်ပြီးအသက်ရှင်ဖို့အရင်ကပေးထားတဲ့အဲ့ဒီပညာကိုအတစ်တဖန်မွမ်းမံတဲ့အနေနဲ့ပညာအတစ်လို့ပြောလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာတစ်ထက်ကျွန်တော်ဖတ်မယ်ဆိုရင်ခရစ်တော်ဘယ်လိုအသက်ရှင်ခဲ့တယ်လဲတမန်တော်ဝတ္ထုခန်းကြီး30အငယ်38မှာဘုရားသခင်ဤတန်ရှင်းသောဝိညာဉ်တော်နဲ့၎င်းတကိုးတော်နဲ့၎င်းနာဇရက်မြို့သားယေရှုကိုဗိတ်သိက်ပေးတော်မူသဖြင့်ထိုသူသည်ဘုရားသခင်အခွင့်တော်နဲ့ကျေးဇူးပြုလျက်မာနညှင်းဆဲသောသူအပေါင်းတို့အားချမ်းသာကိုပေးလျက်လှဲ့လေတော်မူ၏ခရစ်တော်ကမာနရဲ့ချီနှောင်ခြင်းခံရတဲ့လူညှင်းဆဲခြင်းခံရတဲ့လူအဲ့ဒီပုဂ္ဂိုလ်အကုန်လုံးကိုကျေးဇူးပြုလျက်ချ
ချမ်းသာပေးတယ်တဲ့ကျွန်တော်တို့ခရစ်တော်ဟာဟိုတူငဲငယ်ကလေးကနေကြီးလာတဲ့အထိကားတန်အထိဘယ်တော့အခါမှမလျော့သောချစ်ချင်းမင်းတန်တဲ့လူတွေအကုန်လုံးကိုသူပြုစုကျွေးမွေးခဲ့တာနော်သူရဲ့စံတော်အားဖြင့်ပြုစုကျွေးမွေးခဲ့တာကျွန်တော်တွေ့ရတယ်ယောဟန်ခန်းကြီး73ငယ်1မှာဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏တဝက်တပြက်မဟုတ်ဘူးသူရဲ့သေတဲ့အချိန်ထိလက်ဝါးကတိုင်ပေါ်ထိသူချစ်ကြောင်းပြသခဲ့တာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျေးဇူးပြုတဲ့ဘုရားသခင်ကကျေးဇူးပြုတဲ့အရာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အရင်တော့ကဒီဂျူးခတ်မှာကလေးတို့မိန်းမတို့ဆိုတာဇယင်းထက်ကိုမတွက်တာနော်ဂျူးလူမျိုးဖာရီရှဲတွေကဆူတောင်းရင်ဘယ်လိုဆူတောင်းလဲဆိုတော့ဘုရားသခင်တဲ့ကျွန်တော်ကိုမိန်းကလေးအနေနဲ့မဖန်ဆင်းဘဲနဲ့ယောက်ျားအနေနဲ့ဖန်ဆင်းတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ပြောပါတယ်ဒီကနေ့ထိဂျူးလူမျိုးတွေကဒီလိုပဲဆူတောင်းကြတယ်ဆိုတော့စဉ်းစားစရာကောင်းတာသူတို့မိန်းကလေးကိုဘယ်လောက်ထိနှိမ်တယ်လဲကလေးတွေကိုလူရဘယ်လောက်မသွင်းဘူးလဲဆိုတော့ကျွန်တော်တွေ့ရပါတယ်လူ9000ကျွေးမွေးတာလူ4000ကျွေးမွေးတာမိန်းကလေးမရဘူးအိုးအဲဂုတုပြကနေခါနန်ပြိုသွားတဲ့အချိန်မှာမိန်းကလေးတွေမရဘူးမိန်းကလေးတွေသူတို့စရင်မတွက်တဲ့အချိန်မြောက်များစွာရှိတယ်ဆိုတော့ခရစ်တော်ကတော့သူဘလောက်ပဲအလုတ်ရှုပ်နေအရှုပ်နေနော်ကလေးရဲ့မိန်းကလေးရဲ့ဘာလူမျိုးရဲ့ဘာဒီလူကဘာရဲ့လို့မခွဲဘဲနဲ့နော်အကုန်လုံးကိုညီတူညီမျှချစ်ကြောင်းကျွန်တော်တို့တွေ့နိုင်ပါတယ်ခရစ်တော်စီမှာလာတဲ့ကလေးတွေတချို့မိပါတယ်သူတို့ကလေးတွေချီလာပြီးခရစ်တော်ကြီးကျွန်တော်သားလေးကျမသမီးလေးနော်လက်တင်ပြီးတော့ကောင်းကြီးပေးပါအောင်ဆိုပြီးတော့စသဖြင့်သူတို့လာတဲ့အချိန်မှာခရစ်တော်ကဘေးပဝန်းကျင်မှာလူနာတွေဒီလောက်များတာတရားဟောနေတဲ့အချိန်ဖြစ်လင့်ကစားကလေးကိုယူပြီးတော့ခြီပြီးတော့ကောင်းကြီးပေးလေးရှိတယ်နောက်လိုက်တပြီးတော်တွေကရှုပ်တယ်ဒီကလေးတွေရှုပ်တယ်လို့ပြောတယ်တငယ်ကိုမစည်းသားကြနဲ့တဲ့ကောင်းကင်နိုင်ငံတော်ဒီဘုရားဒီဤတငယ်တို့ဤနိုင်ငံဖြစ်တယ်လို့တမန်ကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တိထားဖို့ကခရစ်တော်လာတဲ့အချိန်မှာမိန်းကလေးရဲ့ယောက်ျားလေးရဲ့နော်ကလေးရဲ့လို့ခွဲခြားမှုမရှိဘူးယူဒလူမရှိဘူးကျွန်းမရှိဘူးဟေသလလူမရှိဘူးဆိုတာခရစ်တော်ခက်မှာကျွန်တော်တို့စပြီးတော့တွေ့ရပါတယ်ဆိုတော့ခရစ်တော်ကတပါးမျိုးသားအခွန်ခံဖာရိရှဲရဲ့တန်ငါတဲ့ရဲ့နော်အနုတဲ့ဆိုသူတို့ကက်တော့ကဆိုအရန်ခွဲခြားခြင်းခံရတယ်လုံးဝခွဲခြားခြင်းမရှိဘဲနဲ့အကုန်လုံးကိုတန်းတူနေသူဆက်ဆံခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒီနေ့ကျတော့နော်အနူနာဆွဲတဲ့တယောက်ကမာကုခိုင်းတင်ငယ်40-41ကိုဖတ်မယ်ဆိုရင်နော်အနူနာဆွဲတဲ့လူတယောက်ကကိုရောတဲ့အလိုတော်ရှိလင်ကျွန်တော်ကိုကျွန်တော်ကိုတဲ့တန်ရှင်းစေနိုင်တော်မူဒီဟုတောင်းပန်လေ၏တဲ့ဒီကျမ်းချက်လေးကိုကျွန်တော်ဖတ်တဲ့အခါကျတော့ဘာတတိယလဲဆိုတော့ဒီအနူနာဆွဲတဲ့လူရဲ့စိတ်ထဲမှာခရစ်တော်ကတန်ရှင်းစေနိုင်တော်မူသည်ဆိုတော့ခရစ်တော်တတ်နိုင်ကြောင်းသူသိတယ်ဒါပေမဲ့ तू မသိတာအကြောင်းအရာတစ်ခုရှိတာကတော့ကိုရောအလိုရှိလင်ဆိုတဲ့အလိုတော်ရှိမရှိဆိုတော့သူ့ဘက်ကမသေးချာအောင်ဖြစ်နေအဲ့ဒီခါကျတော့ယေရှုသည်တဲ့တနာသောစိတ်ရှိသဖြင့်လက်တော်ကိုဆန့်၍ထိုသူကိုတို့လျက်ငါအလိုရှိ၏တန်ရှင်းခြင်းတို့ရောက်စေဟုမိန့်တော်မူ၏ငါအလိုရှိတယ်ခရစ်တော်ကတနာတဲ့အတွက်ကြောင့်ငါအလိုရှိတယ်တဲ့နော်ခရစ်တော်တတ်နိုင်တဲ့ခါအားလျော်ဆိုကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ရဲ့ဘဝမှာပြဿနာတွေကြုံလာတဲ့ခါကျတော့ခရစ်တော်တတ်နိုင်ကြောင်းကျွန်တော်တို့သိတယ်ဒါပေမဲ့ခရစ်တော်ကကျွန်တော်တို့ဒီပြဿနာတွေဖြေရှင်းပေးခြင်းပါမလားဆိုတော့တခါတလေကျွန်တော်စိတ်ထဲမှာတန်တရားဖြစ်တတ်တယ်တန်တရားမဖြစ်ပါနဲ့ဖခင်သခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးကိုမြဲတမ်းဖြစ်စေခြင်းတော့ဖခင်ဖြစ်ပါတယ်မာသဲခန်း14ငယ်14ကိုကြည့်မယ်ဆိုရင်လူ9000ကျွေးမဲ့ချိန်မှာနော်ဖတ်မယ်ဆိုရင်လူများအပေါင်းတို့ကိုတွေ့မြင်လျင်တနာချင်းစိတ်ရှိ၍လူနာရှိသမျှတို့ကိုချမ်းသာပေးတော်မူ၏တဲ့လူ9000ကိုမကျွေးမွေးခင်မှာလူ9000သူ့နောက်ကိုလိုက်နေတဲ့လူတွေကြည့်တဲ့ခါကျတော့တနာချင်းစိတ်တော်ရှိတယ်ဖခင်သူတို့ကြည့်တာနဲ့ဒီလူအုပ်ကြီးကိုကြည့်ပြီးတော့ပင်ပန်းလိုက်တာစသဖြင့်သူ negative မတွေးဘဲနဲ့သူတို့ကြည့်ပြီးတော့တနာစရာကောင်းလိုက်တာဒီလူတွေဆိုပြီးတော့အဲ့ဒီမှာရှိသမျှသောလူနာတွေနော်ဘလောက်များမလဲဆရာဝန်တွေစီမသွားဘဲနဲ့သူ့နောက်ကိုလိုက်နေတဲ့လူနာများစွာရှိတယ်အဲ့ဒီလူနာရှိသမျှတို့ကိုချမ်းသာပေးတော်မူ၏လို့ရေးထားပါတယ်နောက်တစ်ခုမှသက်ခိုင်း15ငယ်30နှစ်မှာလူ4000ကျွေးတယ်အဲ့ဒီလူတွေကသူ့နောက်ကိုလိုက်တာ3ရက်ရှိတယ်နော်ရှိတဲ့ခါကျတော့
ဤလူများကိုငါသနာ၏တဲ့3ရက်ပတ်လုံးငါနဲ့အတူရှိကြပြီစားเสียအလင်းသူတပည့်တွေကပြောတယ်စားเสียအလင်းမရှိသူတို့မှလည်းစားเสียအလင်းမရှိဘူးလို့ခရစ်တော်ကပြောတယ်တဲ့နော်အဲ့ဒီခါကျတော့မုံငါးလုံးနဲ့ငါးတချို့ယူလာပြီးတော့သူကျွေးမွေးလိုက်တယ်ဆိုတော့ဒီနေရာမှာနှစ်ခုစလုံးကြည့်မယ်ဆိုရင်ပထမတစ်ခုမှာတနာတဲ့အတွက်ကြောင့်ဘာလို့ပြီးတယ်လဲဆိုသူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အနာယောဂါတွေငြိမ်းစေတယ်နောက်တစ်ခုမှာကျွန်တော်ကြည့်မယ်ဆိုရင်သူခရစ်တော်သူတို့ကိုငါသနာ၏တဲ့သူတနာတယ်ဘာအတွက်လဲဆိုတော့စားစရာမရှိတဲ့အတွက်ကြောင့်တနာတယ်ခရစ်တော်ရဲ့အသက်တာမှာသူ့ရဲ့သာသနာပြုတဲ့အချိန်မှာလူနာတွေမြောက်များစွာလာတယ်အပြစ်ရှိတဲ့လူတွေလည်းလာတယ်အပြစ်ရှိတဲ့လူကိုအပြစ်လွတ်ပေးတယ်ခန္ဓာကိုယ်နေမကောင်းတဲ့လူကိုခန္ဓာကိုယ်တနာတဲ့အတွက်ကြောင့်သူတို့ကိုအကုန်လုံးကျမ်းမာရသောအခွင့်ပေးတယ်ထို့အပြင်နော်အရေးကြီးတာကခန္ဓာကိုယ်အတွက်စားစရာလိုအပ်နေတဲ့စာငတ်နေတဲ့လူတွေကိုလည်းကျွေးမွေးတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ယောဟန်ခန်းကြီး7အငယ်9မှာခရစ်တော်ကတဲ့နော်မာသမာရိနဲ့တဲ့လာဇရုကိုချစ်တော်မူ၏တဲ့ချစ်တယ်လာဇရုနေမကောင်းဘူးလာဇရုတည်သွားပြီ၄ရက်မြောက်တဲ့နေ့မှာခရစ်တော်ရောက်လာတယ်ခရစ်တော်ရောက်လာတဲ့အခါကျတော့လူတွေကငိုးနေကြတဲ့အခါကျတော့နော်လူတွေအယမ်းကြိုက်တဲ့ကြမ်းချက်လေးယောဟန်ခန်း7ငယ်35မှာယေရှုဒီမျက်ရည်ကျတော်မူယေရှုကနော်သူ့ကိုယ်သူမထိန်နိုင်တော့ဘူးဒီလူတွေငိုတယ်သူအယမ်းချစ်တဲ့လာဇရုလည်းဆုံးသွားတယ်တွေ့တဲ့အခါကျသူငိုတယ်တဲ့နော်ခရစ်တော်ကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်အများကြီးလုပ်ပေးတယ်မျက်စိကန်းတဲ့လူကိုမျက်စိမြင်အောင်ခြေမစွမ်းတဲ့လူကိုခြေတန်စွမ်းအောင်နားပင်းနေတဲ့လူတွေနားမကြားတဲ့လူတွေနားကြားရအောင်သေတဲ့လူတွေရှင်ပြန်ထမြောက်အောင်ခရစ်တော်ကကျွန်တော်တို့ကိုလုပ်ပေးပါတယ်နော်ဆိုတော့အရေးကြီးတာကမဿဲခန်း20ငယ်28မှာလူသားဒီသူတစ်ပါးကိုစေစားခြင်းကမလားသူတစ်ပါးစေကိုခံခြင်းက၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းက၎င်းကြွလာတည်းတဲ့ခရစ်တော်ဒီလောကကြီးထဲမှာနေတာလူကိုဟိတ်လို့စေခိုင်းဖို့အတွက်လာတာမဟုတ်ပဲသူကိုယ်တိုင်ကအစေခံဖို့အတွက်လာခြင်းဖြစ်ပါတယ်ဒီကနေ့မြောက်များစွာသောခရိယန်ခေါင်းဆောင်များကျွန်တော်စဉ်းစားဖို့ဒီကျမ်းချက်လေးကိုကြည့်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်အခါအားလျော်စွာနော်ဘာသာရေးမှာနော်သူတို့ရဲ့ယာရုတွေကြီးလာလေသူတစ်ပါးသူတို့အတွက်အစေခံလို့သူတစ်ပါးကိုတုံးတတ်တဲ့လူတစ်ခါတလေတွေ့ရတယ်နော်အင်မတန်မှဝမ်းနည်းစရာဖြစ်တယ်ခရစ်တော်ရဲ့အသက်တာမှာဒီလိုပုံစံမျိုးမရှိခဲ့ဘူး Dark Ages နော်အမောင်လွန်းသောကာလနှစ်ပေါင်း AD နှစ်ပေါင်း900နောက်ပိုင်းကနေ1900အဲ့ဒီတွင်းထဲမှာရှိတဲ့အသင်းတော်ကြီးရဲ့လုတ်ပုံကင်ပုံဟာဆိုရင်ခရစ်တော်ဒီစကားနဲ့လုံးဝပြောင်းပြန်ဖြစ်ပြီးတော့သူတို့ကိုသူတို့ဘယင်လို့ချီးမြှောက်နေတာကျွန်တော်တို့တွေ့ရတယ်အင်မတန်မှဝမ်းနည်းစရာကောင်းတဲ့အချက်တွေဖြစ်ပါတယ်ဆိုတော့တထေးလေးတယောက်ကခရစ်တော်စီကိုလာပြီးတော့ကျွန်တော်ဘာလို့ရမှာလဲကယ်တင်ခြင်းရဖို့အတွက်မေးပါတယ်ဆိုတော့ခရစ်တော်ကတော့ပညတ်တော်ဆောင်းလျှောက်ပါဒါသူမရမပြစ်မနဲ့သူ့ဥစ္စာကိုမခုနဲ့စသဖြင့်ပညတ်တော်တွေပြောလိုက်ဆိုဒါရဲကျွန်တော်ငငယ်ကလေးတွေကလိုက်လာတဲ့အရာပဲတဲ့ပြောလိုက်တဲ့အခါကျခရစ်တော်ကဒါဆိုရင်သင်၌တခုတော့လိုသေးတယ်လို့ပြောလိုက်တယ်ဘာလဲဆိုတော့သင်ဥစ္စာတွေကိုရောင်းလိုက်ပါတဲ့မရှိတဲ့စင်ရဲသားတွေကိုပေးလိုက်ပါပြီးတော့ငါနောက်ကိုလိုက်ခဲ့ပါလို့ပြောလိုက်ပါတယ်ဒီစိန်ခေါ်ချက်ကြားရတဲ့ခါကျတော့ဒီတထေးလေးကခရစ်တော်နောက်မလိုက်ပဲနဲ့ခရစ်တော်စင်နေထွက်ပြေးသွားတာတွေ့ရပါတယ်ဆိုတော့ခရစ်တော်ကကျွန်တော်တို့ကိုဖြစ်စေချင်တာကတော့သူလှုပ်တဲ့ပုံစံမျိုးသူလှုပ်တဲ့အသက်တာမျိုးနဲ့လှုပ်အသက်ရှင်နေထိုင်ပြီးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေတဲ့မရှိတဲ့လူတွေခက်ခဲတဲ့လူတွေကိုကူညီစေခြင်းတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းတွေကိုကျွန်တော်တို့ချစ်ဖို့ခရစ်တော်ကကျွန်တော်တို့မှာထားတယ်မဿဲခန်းကြီး9ငယ်7မှာတင်တို့ဒီကို၌သူတပါးပြုစေလိုသမျှတိုင်းသူတပါး၌ပြုကြလောဤပညတ်ကပညတ်တိကျမ်းနဲ့အနာဂတိကျမ်းတို့ဤအချုပ်အခြာပင်ဖြစ်တည်းဒီစကားကခုနပြောတဲ့အတိုင်းပဲဓမ္မဟောင်းကျမ်းထဲကခရစ်တော်ကကောက်လာခဲ့တာဖြစ်ပြီးတော့เนาะကျွန်တော်တို့ဒီအရာတွေကိုကျွန်တော်တို့ပြီးဖို့အရန်ရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သူများအတွက်ကောင်းသောအိမ်နီးချင်းဖြစ်သလားဒါမှမဟုတ်ကျွန်တော်တို့မှာကောင်းတဲ့အိမ်နီးချင်းတွေရှိလားကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကျွန်တော်တို့ပေါ်ကောင်းလားကျွန်တော်တို့ရောသူတို့ပေါ်ကောင်းလားတခါလေမြုပ်ကြီးပြကြီးထဲမှာနေကိုအိမ်ဘေးကကိုက်ရက်เนาะဒီအခန်းငါးနေပေါ့เนาะကိုဘေးအိမ်ကကိုက်ရက်ကိုကျွန်တော်တို့မသိဘူးဒါပေမဲ့ခြံနဲ့ရှိတယ်ဆိုရင်เนาะဒါစကားတစ်ခုရှိတယ်ဘေးအိမ်နဲ့
မတင်းမြတ်ချင်တယ်ဆိုရင်တဲ့ခြံစည်းရုပ်ကိုမြင့်မြင့်ဆောက်ပါတယ်နော်ဆိုလိုတာတော့တယောက်နဲ့တယောက်မတွေ့တယောက်နဲ့တယောက်မဆက်ဆံမကူးလူဘူးဆိုရင်ပိုကောင်းတယ်ဆိုတော့အတိတ်ပဲမျိုးတက်ရောက်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာတော့မြောင်များစွာသောလူတွေရဲ့အိမ်ရှေ့တွေမှာဗာရေးထားတတ်တယ်လဲဆိုမိတ်ဆွေတဲ့သင်ကောင်းလွင်ကျွန်တော်မစိုးပါဆိုတဲ့အချက်ကလေးတွေစာတူကလေးတွေရေးထားတယ်အကြောင်းရင်းကတော့ကိုအရင်ကောင်းဖို့မစင်စားဘဲနဲ့ तू မကောင်းလာဘူးဆိုတော့ငါတော့မကောင်းလာဘူးဆိုတော့ကိုကတော့မကောင်းဘူးဒါပေမဲ့ तू ကောင်းလာရင်တော့ငါတော့မစိုးပါဘူးလို့ကိုပြောချင်းပဲဖြစ်တယ်ခရစ်တော်ရဲ့အသက်တာမှာကျွန်တော်တို့ကိုဖြစ်စေချင်တာဒီအတိုင်းတာထက်ကြော်လွန်ပါတယ်ခရစ်တော်ကဒီစကားကိုတင်တို့ဒီသူတစ်ပါးနဲ့ပြုစေလိုသမျှအတိုင်းလို့မပြောဘဲနဲ့တခြားနည်းနဲ့ပြောခဲ့မယ်ဆိုရင်ခရစ်တော်ရဲ့တုံ့တင်ချက်တစ်မျိုးဖြစ်သွားလိမ့်မယ်ဘယ်လိုလဲဆိုတော့တင်တို့ဒီတဲ့ကိုနိုင်သူတစ်ပါးမပြုစေလိုဒီလိုသမျှအတိုင်းသူတစ်ပါးနိုင်မပြုကြနဲ့လို့ပြောမယ်ဆိုရင် negative ဆန်သွားမယ်ဒါပေမဲ့ခရစ်တော်ကဒီလိုမျိုးမပြောဘူးသူများကိုယ့်ကိုပြုစေလိုတဲ့အတိုင်းကိုကပြုရမယ်ဆိုတော့အပြုသဘောဆောင်ပြီးတော့ကိုယ့်ဖက်ကနေ action အရင်သွားတာကိုကျွန်တော်တွေ့ရတာအခါအားလို့ဆိုကျွန်တော်ဖျားเจ้าတွေမှာဟိုတယောက်တည်းထိုင်ပြီးတော့တုံမုံနဲ့ထိုင်နေတတ်တယ်နော်ဖျားเจ้าပြန်တော့လည်းဘယ်သူမှကိုယ့်ကိုစကားမပြောနော်သူများကိုယ်လည်းမပြုံးပြအဲ့ခါကျတော့တေချာပြန်စဉ်းစားရင်သူများကိုယ်မပြုံးပြန်ကိုကပြုံးပြလိုက်ပေါ့သူများကိုယ်စကားမပြောကိုပြောပြလိုက်ပေါ့နော်သူများကိုယ်စကားပြောတာပြုံးပြတာတော့လိုချင်တယ်ဒါပေမဲ့ကိုကတော့မပြုံးပြချင်ဘူးစကားတော့မပြောချင်ဘူးအဲ့ဒီလိုတခါတလေဖြစ်တတ်တယ်နော်ကျွန်တော်ဖျားเจ้าသွားပြီးတော့နော်ခတ်တီနဲ့ထိုင်ပြီးတော့ခတ်တီနဲ့ပြန်လာတတ်တယ်အဲ့ဒါဒီချမ်းချက်လေးပါပြောသူတပန်းကိုယ်ပြုစေလို့တည်းအတိုင်းသူတပန်းနိုင်ကိုကပြုရမှာဖြစ်တယ်ကိုဖက်ကအရင်သွားရမှာကျွန်တော်တို့တွင်တင်ထားခြင်းခံရပါတယ်ခုနကကျွန်တော်ဓမ္မဟောင်းချမ်းထဲမှာတွေ့ရတဲ့ခရစ်တော်ကိုနဲ့မြချစ်ဖို့အတွက်ခရစ်တော် quotation ပြုတ်ထားတာကိုကျွန်တော်တို့ကိုးကားပြီးတော့သူအိမ်နီးချင်းကိုချစ်ဖို့ကျွန်တော်တို့ခရစ်တော်ကချိန်ဖန်များဆိုကျွန်တော်တို့ပြန်ပြောထားတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီစကားအတိုင်းပဲခရစ်တော်ဟာလည်းတကယ်ပဲအသက်ရှင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်နံပါတ်အချက်သုံးအနေနဲ့ဆိုရင်ဗာလဲဆိုတော့ယူဒလူမျိုးတွေကတော့သူတို့ရဲ့ယူဒလူမျိုးအချင်းချင်းဆိုရင်မိတ်ဆွေလို့သတ်မှတ်ထားတယ်အဲ့ဒီမှာအရေးကြီးတာလုကာခန်းကြီး30ငယ်25ဖတ်ကြည့်မယ်ဆိုရင်ပုဂ္ဂိုလ်တယောက်ကတတိတယောက်ကနော်ကျမ်းတပ်ပုဂ္ဂိုလ်တယောက်ကခရစ်တော်စီမှာမေးတယ်ဘယ်သူကငါရဲ့အိမ်နီးချင်းလဲလို့နော်ငယ်29မှာမေးလိုက်တဲ့ခါကျခရစ်တော်ကပုံပေါ်မှာလေးတစ်ခုပြောပြတယ်အဲ့ဒီပုံပေါ်မှာလေယေရီခေါမြို့ကိုသွားနေတဲ့လူတယောက်ကလမ်းမှာအရိုက်ခံရတယ်မြတ်တိုက်ခံရတယ်အဝတ်စားတွေလည်းချွတ်ခံရတယ်လူကိုလည်းတေလူမတက်နော်ရိုက်ထားတယ်အဲ့လူတိုင်းရနဲ့ငီးတွားနေတယ်လမ်းဘေးမှာပစ်ထားတယ်အဲ့ဒီအချိန်မှာပထမဆုံးယေဘရဟိတပါလာတယ်ယေဘရဟိဆိုလိုက်တာနဲ့ကျွန်တော်တို့မြင်အောင်ကြည့်လိုက်မယ်ဆိုရင်လူကောင်းတွေဖြစ်တယ်သူတပါးအတွက်စုတောင်းပေးတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ကြည့်လိုက်ရင်တော့တကယ်အကောင်းဆုံးသောလူတို့သူတို့ဆံပြအနေနဲ့သူတို့ခက်တော့ကတတ်မှတ်ထားတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ရဲ့ပုံပြင်လေးထဲမှာနော်ယေဘရဟိကလာပြီးတော့အဲ့ဒီလူနာကိုတွေ့တဲ့ခါကျတော့ဟာငါအမှုပတ်တော့မှာပဲဆိုပြီးတော့ဒီလူနာကိုကူညီမဲ့အစားနော်အမှုပတ်မခံချင်တာလဲတကြောင်သူ့မှာအရေးကိစ္စရှိတာလဲရှင်သူရှောင်ပြီးတော့ထွက်သွားတာကျွန်တော်တွေ့ရတယ်ဒုတိယတယောက်အနေနဲ့လေဝိဆိုတာလဲဗိမာန်တော်မှာရှိတဲ့အလုပ်တွေအကုန်လုံးလိုက်လို့ရတဲ့လူတယောက်ဖြစ်တယ်လူမျိုးဖြစ်တယ်လေဝိတယောက်လာပြန်တော့လဲဒီလူတွေပထမတယောက်အတိုင်းပဲထွက်သွားပြန်ရောနောက်တတိယတယောက်ကကြတော့ရှမာရိလူဆိုတာတော့ကပြားတွေပေါ့နော်ဖျားမတိတတိလေးတွေဒီလူလာတဲ့ခါကျတော့ तू တွေ့တဲ့ခါကျတော့အယမ်းတနာသွားတယ်စိတ်ထဲနဲ့တနာပြီးတော့ဒီလူရဲ့အနာတွေကို तू တုတ်ပေးပြီးတော့ဒီလူကိုသူ့ရဲ့မဲပေါ်မှာတင်ပြီးတော့ तू ဟိုတယ်ကိုခေါ်သွားပြီးတော့အဲ့ဒီမှာပတ်စံဒန်နရီနာပြားကို तू ပေးခဲ့တယ်သူ့ကိုပြုစုပေးပါပြုစုလို့ကုန်ကြစရိတ်ကိုကျွန်တော်ပြန်လာတဲ့ချိန်မှာပြန်ပေးပါမယ်လို့ပြောလိုက်တယ်အဲ့ဒီမှာတဲ့ခရစ်တော်မေးလိုက်တယ်ဘယ်သူကဒီလူနာရဲ့အိမ်နီးချင်းဖြစ်လဲဒါမှမဟုတ်ဘယ်သူကသူ့ရဲ့မိတ်ဆွေဖြစ်တယ်လဲလို့မေးလိုက်တဲ့အခါကျတော့ခုနပုဂ္ဂိုလ်ပါဖြစ်လဲဆိုတော့အဲ့ဒီနောက်ဆုံးသောသူရှမာရိလူပဲဖြစ်တယ်ဟုတ်တယ်တဲ့နင်လည်းအဲ့ဒီလိုပဲပြုပါလို့ပြောတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ရဲ့အိမ်နီးချင်းဘယ်သူလဲဆိုတော့ကိုယ်နဲ့ဆက်ဆိုင်သောသူကဘယ်သူလဲလို့ပြောမယ်ဆိုရင်နော်ဘာလဲဆိုတော့ကိုယ့်ရဲ့အကူအညီလိုသောသူဒီကိုယ်နဲ့ဆက်ဆိုင်သောသူဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရပါတယ်အဲ့ဒါကြောင့်
ကျွန်တော်တို့ကောင်းတဲ့လူတွေပေါ်မှာကောင်းဖို့လွယ်သလောက်နော်ဆိုးတဲ့လူပေါ်မှာကျွန်တော်တို့ကောင်းဖို့တော့မလွယ်ဘူးဆိုတော့ကူညီလိုအပ်တဲ့လူကိုကကူညီလိုအပ်နေတဲ့အချိန်မှာသူများကိုကူညီစေချင်တယ်ဒါပေမဲ့သူများကူညီလိုအပ်နေတယ်ဆိုရင်ကိုကခေါင်းရှောင်လုပ်ချင်တယ်အဲ့ဒီစက်ကြားလေးကိုကျွန်တော်တို့အများအားတတိယမှာဖြစ်တယ်သူများကူညီတကယ်လို့ပြီဆိုရင်ကျွန်တော်တို့လည်းသူများကိုကူညီတတ်တဲ့သဘောမျိုးနဲ့အသက်ရှင်ရမှာဖြစ်တယ်အဲ့ဒါကြောင့်တဆုံတယောက်တော့သူကျွန်တော်တို့မျက်စိရှိမှရှိနေတယ်အကူညီလိုနေတယ်ဆိုရင်ကျွန်တော်တို့ဟာကူညီရမယ်လို့ဖြစ်တယ်ကျွန်တော်တို့ဟာသူတို့ရဲ့အတွက်အကောင်းဆုံးသောသူတို့နဲ့ဆက်ဆိုင်သောသူဒါမှမဟုတ်သူတို့ရဲ့အိမ်နီးချင်းဖြစ်ရမှာဖြစ်တယ်အဲ့ဒါကြောင့်အိမ်နီးချင်းဆိုတာအကူညီလိုအပ်နေတဲ့လူတွေဖြစ်တယ်ဒုတိယတစ်ချက်အနေနဲ့ကိုပေါ်မှာအဲ့ဒီကူညီလိုအပ်နေတဲ့လူပြုစုစေခြင်းနဲ့အတိုင်းပဲကိုလည်းအဲ့ဒီအကူညီလိုအပ်နေတဲ့လူကိုပြုစုပေးရမှာဖြစ်တယ်အဲ့ဒါကရွှေပြည့်ညတ်ဖြစ်တယ်အဲ့ဒါကိုအသုံးပြုပြီးတော့ယောက်ျားရဲ့မိန်းမရဲ့အားလုံးကိုနော်မခွဲခြားဘဲနဲ့ချစ်တတ်ဖို့ခရစ်တော်ကကျွန်တော်တို့သင်ပေးခဲ့တာဖြစ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုချင်းစာတရားနဲ့သူတစ်ပါးကိုပြုလုပ်ရမယ့်အကြောင်းကိုကျွန်တော်တို့သင်ပေးတာဖြစ်ပါတယ်။ကျွန်တော် quotation တစ်ခုဖတ်ပြချင်ပါတယ်။ Review and Herald April 9ရက်နဲ့1908ခုနှစ်မှာရေးထားတဲ့စာအုပ်လေးဖြစ်တယ်။အပြောတတ်မဟုတ်အလုပ်တတ်မဟုတ်ဒါမှမဟုတ်ဘုရားသခင်နဲ့အတူတန်ဖိုးရှိတဲ့ဘာသာတရားကိုင်းဆိုင်မှုနဲ့ဘာသာတရားရှိမှုတတ်မဟုတ်ဘဲနဲ့ဖြောင့်မတ်ခြင်းဤလှုပ်ဆောင်မှုအားဖြင့်ခရစ်တော်ကဲ့သို့ကျင့်ဆောင်ခြင်းဖြစ်တယ်။ဘုရားသခင်ပြည့်ညတ်တော်ကိုလိုက်လျှောက်ခြင်းဆိုဒီမှာလူသားတို့၏လိုအပ်ချက်များကိုလွယ်ကူစွာမြင်တွေ့နိုင်ရန်နဲ့ထုံးစံအတိုင်းအပြစ်ကိုစစ်ကြောခြင်းမှရပ်တန့်ခြင်းမပြုဘဲထိုသူတို့အားကူညီရန်လင်းမြန်စေခြင်းဖြစ်ပါတယ်။သူတို့ကကျွန်ုပ်ယုံသည့် doctrine အတိုင်းယုံရဲ့လားစသဖြင့်မေးဖို့မဟုတ်တော့ဘဲနဲ့ဘုရားသခင်ပြည့်ညတ်တော်ကိုလိုက်နာခြင်းဆိုတာအကူအညီလိုတဲ့လူတစုံတဲ့ဦးကမိသည့်ဘာသာမိသည့် doctrine ကိုယုံကြည်စေကမူဖယားသခင်ဤလက်တော်ဖြင့်ဆောင်မတကယ်တော့ဝေဒနာခံသူလူများကိုကူညီဆောင်ရွက်ခြင်းဖြစ်တယ်ဘယ်သူမဆိုနော်ရှေ့မှာတွေ့တဲ့လူတစုံတဦးဘယ်သူမဆိုကျွန်တော်တို့ကူညီရမှာဖြစ်တယ်ဤအမှုကိုဆောင်ရွက်တော်သူဒီတဲ့ဖယားသခင်အမှန်တရားအပေါ်တစ္ဆာရှိတော်သူဖြစ်ပြီးတော့ဧဝံဂေလိပြုနေတဲ့လူဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်နှစ်သက်ဖွယ်ကောင်းတဲ့ဝန်ဆောင်မှုပေးခြင်းခရစ်တော်ပြုခဲ့တဲ့အရာတွေဖြစ်ပါတယ်တခါတလေကြရင်လူတွေကတခါတလေဆိုးပြတတ်တယ်နော်ဆိုးပြတတ်တယ်တခါကောင်လေးတယောက်ကသူအသက်10ကျော်တဲ့အရွယ်မှာသူအိမ်သူပြန်ရင်သူ့အဖေမရှိဘူးဆိုရင်သူအိမ်မှာအရက်မွေးရင်တောင်းချမ်းအိမ်မှာရှိတဲ့ကြွေပကံနေနော်အကုန်လုံးခွဲအစသဖြင့်သူပြုတ်လို့လက်ရှိပါတယ်တနေ့ကျတော့သူ့အဖေအိမ်ထဲမှာရှိသူမသိဘူးသူအတောင်းချမ်းပြီးတော့သူပကံနေခွဲနေသူ့အဖေသူတွေ့တဲ့ခါကျသူလည်းငိမ့်ပြီးတော့နေတယ်ဆိုတော့သူ့အဖေကအဲ့ဒီပကံကွဲသွားတဲ့ပကံနဲ့သူယူပြီးတော့သားရေးတဲ့ဒီပကံတစ်ချက်ကိုကျွန်တော်တို့ပြန်ဆက်ကြည့်ရအောင်ဆိုပြီးတော့သားအဖနှစ်ယောက်ကြိုးစားတယ်သူ့အဖေသားလည်းအဖေကိုယိုသေးတဲ့အတွက်ကြောင့်သူတို့ဘာမှမငြင်းရကြည့်တယ်ဆိုတော့လွယ်ပါမလားလို့မေးတဲ့ခါကျသူသားမလွယ်ဘူးတဲ့ဟုတ်တယ်သားရေးတဲ့ဒီပကံတစ်ချက်ကွဲဖို့အတွက်လွယ်သလောက်ပြန်ဆက်ဖို့မလွယ်ဘူးတဲ့နော်လောကမှာမကောင်းတာလုပ်ဖို့အယမ်းလွယ်တယ်ကြွားစရာမလိုဘူးအယမ်းလွယ်တယ်ဒါပေမဲ့ကောင်းတာလုပ်ဖို့အင်မတန်မှခက်ခဲတာကျွန်တော်တို့တွေ့ရတယ်မဿဲခိုင်း25ငယ်35နဲ့36အကြောင်းမူကားငါဒီမွတ်သိပ်သောအခါတင်တို့ဒီကျွေးကြ၏ငါဒီရေငတ်သောအခါတင်တို့ဒီတောက်ဖို့ပေးကြ၏ငါဒီဧည့်သည်ဖြစ်သောအခါတင်တို့ဒီဧဝတ်ကိုပြုကြ၏ငါဒီအဝတ်ချင်းစီရှိသောအခါတင်တို့ဒီအဝတ်နှင့်ဖုံးလွှမ်းကြ၏ငါဒီအနာရောဂါဆွဲသောအခါတင်တို့ဒီကြည်ရှုပြုစုကြ၏ငါဒီထောင်ထဲမှနေရသောအခါတင်တို့ဒီငတ်ထံတို့လာကြ၏လို့ခရစ်တော်ကပြောပါတယ်အဲ့ဒီအကြောင်းအရာကတော့တရားစီရင်သောနေ့ရက်ကာလခရစ်တော်ပြန်ကြွလာတဲ့ခါကျညာဘက်မှာတိုးတွေထားပြီးဘယ်ဘက်မှာစိတ်တွေထားပြီးတော့တိုးနဲ့စိတ်ခွဲခြားတဲ့အချိန်မှာပြောတဲ့စကားဖြစ်ပါတယ်ခရစ်တော်ကဒီစကားကိုပြောလိုက်တဲ့အချိန်မှာနော်ပုဂ္ဂိုလ်တချို့တွေကဟာကိုရောဘယ်တော့ငါစာငတ်တာကျွန်တော်မတွေ့ဘူးလို့ပြောပါတယ်နော်ပြီးတော့ကိုရောဘယ်တော့ငါဘိုက်စာကျွန်တော်တို့အိမ်မှာဘယ်တော့ငါ app တယ်ဖြစ်တယ်ကျွန်တော်တခါမှမတွေ့ဘူးလို့ဇောရကတက်နေတဲ့လူတွေတချို့ရှိတတ်ပါတယ်အဲ့ဒီအချိန်မှာခရစ်တော်ကပြောလဲဆိုတော့အငယ်40မှာမင်းကြီးကတဲ့ငါအမှန်ဆိုဒီကတင်တို့ဒီဤသူသည်ဟုသောငါညီတို့တွင်အငယ်ဆုံးသောသူတရားပြုသမျှတို့ကိုငါအားပြုကြပြီဟုမိန့်တော်မူ၏ငါအားပြုကြပြီအငယ်ဆုံးသောသူနော်
ငါညီတို့တွင်အငယ်ဆုံးသောသူပြုတဲ့အမူအရာအကုန်လုံးကငါ့ကိုပြုတာပဲလို့ပြောလိုက်တယ်ဒီနေရာမှာအတိတ်ပဲမျိုးမျိုးကောက်ကြတယ်တမန်တော်ဝတ္ထုဟောမဿဲခန်းကြီး30အငယ်40နဲ့40နှစ်မှာကျွန်တော်ဖတ်မယ်ဆိုရင်မဿဲ30အငယ်40နဲ့40နဲ့ဗာရေးထားလဲဆိုတော့ prophet ဤမျက်နာကိုထောက်ရိပ် prophet ကိုလက်ခံတော်သူသည် prophet ရဲ့အကျိုးကိုခံရတဲ့ဖြောင့်မတ်တော်သူဤမျက်နာကိုထောက်ရိပ်ဖြောင့်မတ်တော်သူကိုလက်ခံတော်သူသည်ဖြောင့်မတ်တော်သူ၏အကျိုးကိုခံရတဲ့အကျဉ်သူသည်တပည့်တော်ဤမျက်နာကိုထောက်ရိပ်ဤတငယ်တဆုံတယောက်အားရေတစ်ခွက်ကိုပေး၏ထိုသူသည်အကျိုးကိုမရဘဲမနေရငါအမှန်ဆိုသည်ဟုမှာထားတော်မူ၏လို့ကျမ်းစာထက်မှရေးထားဒီကျမ်းချက်ကိုယူပြီးတော့ခုနကမဿဲခန်း25ငယ်40ကိုအနှစ်ဖွင့်တဲ့လူကတော့အငယ်ဆုံးသောသူငါညီတို့တွင်အငယ်ဆုံးသောသူဆိုတဲ့ပုဂ္ဂိုလ်ဟာတမန်တော်တွေဒါမှမဟုတ်ရင်အမှုတော်ဆောင်တွေဖြစ်တယ်လို့အနှစ်ဖွင့်ပါတယ်เนาะတချို့ကကြတော့ဒီကျမ်းချက်ကလေးကိုဘယ်လိုနဲ့ပြန်ဖွင့်လဲဆိုမဿဲခန်း22အငယ်48ကနေ50နဲ့ပြန်ဖွင့်ပါတယ်ဖတ်ပြမယ်ဆိုရင်ကိုတော်ကငါမိဘငါညီကအဘယ်သူနည်းဟုမေးတော်မူ၏လက်တော်ကိုလည်းဆန့်၍တပည့်တော်တို့ကိုညွှန်းလျက်ဤသူတို့သည်ငါအမိငါညီပေသည်ကောင်းကင်ဘုံ၌ရှိတော်မူသောငါအဘအလိုတော်ကိုဆောင်တော်သူသည်ငါညီငါနှမငါအမိဖြစ်သည်ဟုမိန့်တော်မူ၏ဒီကျမ်းချက်ကလေးကိုထောက်ပြီးတော့ခုနမှာသက်ခိုင်း25ငယ်40ကိုအ내ဖွင့်တဲ့လူကကြတော့ယုံကြည်သူအားလုံးဟာဘုရားသခင်ရဲ့ညီဖြစ်တယ်ယုံကြည်သူတို့တွင်ငါညီတို့အငယ်ဆုံးသောသူတို့ပြောတာကိုဆိုတော့အဲ့လိုအ내ဖွင့်ကြပါတယ် Desire of Ages စာမျက်နှာ638မှာဆိုရင်အာဒံနှင့်အေဝါမှဆင်းသက်လာသောသူမန္တမြသည်တဲ့ဘုရားသခင်ညီအကိုတော်ဖြစ်ကြတယ်တဲ့လူသားတိုင်းနဲ့သက်ဆိုင်တဲ့လက္ခဏာရှိတဲ့ထိုသူရာသူ့ကိုသူဖော်ပြတယ်တဲ့သက်ဆိုင်လူသားတိုင်းနဲ့ခရစ်တော်ဟာသက်ဆိုင်တယ်လို့သူ့ကိုသူဖော်ပြတယ်လို့ရေးထားပါတယ်ဆိုတော့ဒီနေရာမှာခုနပထမအဓိပ္ပာယ်ဖွင့်ဆိုချက်တဲ့ပို့ပြီးကျေပြန့်နေတာတွေ့ရပါတယ်ကျွန်တော်တို့ယုံကြည်သူရဲ့လို့အမှုတော်ဆောင်ရဲ့လို့တမန်တော်ရဲ့လို့မဟုတ်ဘဲနဲ့ဒီထက်ကျေပြန့်တဲ့နော်ခက်ခဲတဲ့လူတွေမန်သမျှဟာဖရာသခင်ကအငယ်ဆုံးသောသူလို့ပြောတာကျွန်တော်ဖြစ်နိုင်ကောင်းပါတယ်နော်ဆိုတော့တချို့တွေကဒီနေရာမှာအကောင်လုပ်တဲ့အရာကိုကျွန်တော်တွေ့ရတယ်အကောင်လုပ်တဲ့နေရာမှာခုနမဿဲခန်း25မှာတင်တို့ကငါ့ကိုကျွေးတယ်တင်တို့ကငါ့ကိုမကျွေးဘူးတင်တို့ကငါ့ကိုကျွေးတယ်ဆိုတော့ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့ရဲ့ပေးကမ်းစွန့်ကြဲခြင်းအပြင်ရနိုင်တဲ့ပုံစံမျိုးဒါမှမဟုတ်ရင်ကျွန်တော်တို့လှုပ်ရတဲ့ပုံစံမျိုးเนาะ salvation by work ပေါ့เนาะအကျင့်အပြင်ကောင်းကင်နိုင်ငံရတဲ့ပုံစံမျိုးလို့ကျွန်တော်တို့ဖော်ပြနေတဲ့ပုံစံမျိုးကျွန်တော်တို့သဘောပေါက်တတ်တယ်တကယ်တမ်းကျတော့ဒီပုံစံမျိုးမဟုတ်ပဲねကျွန်တော်တို့ကဲတင်ချင်းဆိုတော့ဘယ်တော့အခါမှကျွန်တော်တို့ရဲ့အကျင့်ကျွန်တော်တို့ရဲ့ဆောင်ရွက်မှုကျွန်တော်တို့ရဲ့ပေးကမ်းစွန့်ကြဲမှုနဲ့ဘယ်တော့အခါမှကျွန်တော်တို့မရနိုင်ပါဘူးဒါပေမဲ့ဒီမှာဆိုလိုချင်းကဒီအရာတွေကကျွန်တော်တို့ထဲမှာရှိတဲ့ကဲတင်ချင်းရရှိချင်းရဲ့အသီးအပွင့်တွေဖြစ်တယ်ဆိုတာကိုပဲဖော်ပြတာဖြစ်တယ်ဒီအရာတွေအားဖြင့်ကျွန်တော်တို့ကဲတင်ချင်းရမယ်ဆိုတာကိုဖော်ပြခြင်းမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့တစ်ခါတလေကြာရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီအမှုအရာတွေဆောင်ရွက်တဲ့လူတွေအများရှိတယ်ခက်ခဲတဲ့လူတွေဥပမာရေဘေးဒုက္ခတဲ့မိဘေးဒုက္ခတဲ့စသဖြင့်အမျိုးမျိုးဒုက္ခတွေကိုလိုက်ကူညီပေးတဲ့ဒီကနေ့ခက်နဲ့ပြောမှဆို NGO တွေအများစွာရှိတယ်ဒါပေမဲ့ NGO လောကထဲမှာဒီအမှုကိုဆောင်ရွက်နေတဲ့လူတွေကတကယ်စေတနာနဲ့လုပ်သလားဆိုတာအရန်အရေးကြီးတယ်နော်ချစ်ချင်းမြတ်တာနဲ့မလုပ်ဘူးဆိုရင်အချင်းကြီးဖြစ်တယ်တဲ့နော်တိကောခိုင်း73ငယ်3မှာသူတပားကိုငါကြွေးမှု၍ဥစ္စာရှိသမျှတို့ကိုစွန့်ကြဲဒီတာမကကိုခန္ဓာကိုမိရှုစေခြင်းကအပ်တော်လဲမြတ်တာမရှိလင်ငါ၌အကျိုးမရှိနော်အလုံးအကျိုးမရှိဘူးနော်ဆိုတော့ကိုလှုပ်တဲ့အလုပ်ကကောင်းပါတယ်ဒါပေမဲ့ကို့မှာစေတနာမရှိဘူးမြတ်တာမရှိဘူးဆိုရင်လည်းဒါအချင်းကြီးပဲဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲဒါကြောင့်ဘုရားသခင်ကနှစ်ကောခန်းကြီး9အငယ်ခွန်မှာနော်ဘုရားသခင်ဒီစေတနာစိတ်နဲ့လူသောအလူကိုသာလျှင်နှစ်သက်တော်မူ၏လူသောသူကိုသာလျှင်ဘုရားသခင်နှစ်သက်တော်မူတယ်ကျွန်တော်စေတနာမပါဘဲနဲ့ပတ်စံနော်တသိန်းအလူငွေပေးတာထက်စေတနာပါနဲ့1100ပေးတာဖခင်ရဲ့ရှေ့တော်မှောက်မှာပို့ပြီးတန်ဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲဒါကြောင့်ကျွန်တော်တို့ခက်ခဲတဲ့လူတွေကိုကျွန်တော်တို့ကူညီမယ်ဒီကူညီတဲ့အရာက
ကူညီချင်းအပြင်ကယ်တင်ချင်းရတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီခုနကျွန်တော်ပြောတဲ့စေတနာမေတ္တာစိတ်မပါဘဲနဲ့ကျွန်တော်ကူညီနေခြင်းဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်အကျိုးရလဒ်တစ်ခုကိုမျှော်လင့်ခြင်းဖြစ်တယ်အဲ့ဒီအကျိုးရလဒ်ကိုမျှော်လင့်ခြင်းမဟုတ်ဘဲနဲ့ဖခင်သခင်ကျွန်တော်တို့ပုံမှာပြုသောဂျေဇုတော်ကိုထောက်လျက်မေတ္တာစိတ်နဲ့ဖခင်ကကျွန်တော်တို့မေတ္တာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းသူတစ်ပါးကိုပြန်ပြီးတော့ဝေငှတတ်ဖို့အတွက်အယံအရေးကြီးပါတယ်နော်ယာကုပ်ခန်းရဲ့တင်ငယ်20ခုမှာခမည်းတော်ဘုရားသခင်ရှေ့၌စင်ကြယ်တန့်ရှင်းသောတီလာဟုမူကားတဲ့အကောင်းဆုံးသောတီလာကပါလဲဆိုတော့မိဘမရှိသောတငယ်တို့နဲ့မုတ်ဆိုးမတို့သည်ဆင်းရဲခံရသောအခါသူတို့ကိုကြည်ရှုပြုစုခြင်းကိုယ်တိုင်လဲလောကီအညစ်အကြေးနဲ့ကင်းစင်အံ့သောငါစောင့်ရှောက်ခြင်းပေသည်မိဘမဲ့ပြုစုတာမုတ်ဆိုးမတွေကိုဆင်းရဲတဲ့လူတွေကိုဆောင်မတာကြည်ရှုတာအင်မတန်မှမွန်မြတ်တဲ့ရှေ့တော်၌စင်ကြယ်တန့်ရှင်းသောတီလာလို့ဖျားသခင်တတ်မှတ်ထားပါတယ်ဒါပေမဲ့မိဘမဲ့ဂေဟာတွေဖွင့်ပြီးတော့ကျွန်တော်တို့စီးပွားလုပ်တတ်ပါတယ်ဒီစီးပွားအတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဖျားသခင်ရဲ့ကောင်းကြီးခံစားရတဲ့အတွက်ကြောင့်သူတပေါက်ပြန်လဲတနာခြင်းဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ဆက်သွားရမယ်ဆိုရင်ခရစ်တော်ကကျွန်တော်တို့ပထမမှာကိုနဲ့ဆက်ဆိုင်တော်သူကိုချစ်ခိုင်းတယ်ပြီးတော့ဒုတိယမှာဆိုရင်သူတပါးအတွက်အစေခံခဲ့တော့ကျွန်တော်တို့အသက်ရှင်ခိုင်းတယ်တတိယမှာဆိုရင်ရန်သူကိုချစ်ခိုင်းတာကျွန်တော်တွေ့ရတယ်နော်မဿဲခန်းကြီး9ငယ်44မှာတင်တို့ရန်သူတို့ကိုချစ်ကြလောသူတို့ကိုချိန်ဆသောသူတင်တို့ကိုချိန်ဆသောသူတို့အားမေတ္တာပို့ကြလောတင်တို့ကိုမုန်းသောသူတို့အားယေရှုပြုကြလောတင်တို့ကိုနှောက်ယှက်ညှဉ်းဆဲသောသူတို့အားသူတို့အဖို့ဖျားသခင်ကိုဆုတောင်းကြလောလို့ရေးထားပါတယ်ဒီကျမ်းချက်ကိုသေချာကြည့်လိုက်မယ်ဆိုရင်တင်တို့ရဲ့ရန်သူတို့ကိုချစ်ကြလောဆိုတော့ရန်သူတို့ကိုချစ်လို့ဆိုရန်သူကဘယ်သူလဲဆိုတဲ့မေခွန်းထွက်လာတယ်အဲ့ဒီမှာရန်သူကဘာတွေပြုတ်တတ်တယ်လဲဆိုတော့အနောက်မှာဝက်ကြ3ချောင်းကျွန်တော်တွေ့ရတယ်အဲ့ဝက်ကြ3ချောင်းမှာနံပါတ်1ကချိန်ဆဲတော်သူနော်ဝစီကံအားဖြင့်ပေါ့နော်ပြီးတော့တင်တို့ကိုမုန်းတော်သူမနောအားဖြင့်နော်တင်တို့ကိုနှောက်ယှက်ညှဉ်းဆဲတော်သူအဲ့ဒါကာယကံအားဖြင့်ဆိုတော့ကာယကံဝစီကံမနောကံကံ3ပါးနဲ့ကျွန်တော်တို့ကိုပြစ်မှားနေတဲ့လူတွေကိုတဲ့ကျွန်တော်တို့ဒီလိုပြုရမယ်လို့ဖျားသခင်ကျွန်တော်တင်ပေးတာဖြစ်တယ်ခရစ်တော်ကိုတော်တိုင်းသူ့ကိုလက်ဝါးကတိုင်းပေါ်မှာသေခံသေတယ်အသေးတတ်တယ်သူ့ကိုညှဉ်းဆဲတယ်သူ့ကိုနှိပ်စက်တယ်သူ့ကိုစတွေးထွေးတယ်သူ့ကိုပါရိုက်တယ်သူ့ကိုတတ်တယ်အဲ့ဒီလူတွေကိုသူဘာပြောလဲဆိုတော့ကိုတော့ဖျားတဲ့သူတို့ဘာကိုပြုတ်နေလဲဆိုသူတို့မသိတဲ့အတွက်သူတို့ကိုခွင့်လွှတ်တော်မူပါလို့ခရစ်တော်ကပြောခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လည်းခရစ်တော်အသက်ရှင်ခဲ့တော့ကိုယ့်ရဲ့ယန္တူကိုချစ်ဖို့ဖြစ်ပါတယ်ယန္တူကိုချစ်ဖို့ဆိုတာလွယ်တဲ့အလုပ်တစ်ခုတော့မဟုတ်ဘူးဗျကျွန်တော်တို့ကယန္တူကိုချစ်ဖို့နေနေတာကိုယ့်ရဲ့မိတ်ဆွေတွေကိုကိုယ့်ရဲ့မိသားစုတွေကိုချစ်ဖို့တောင်မှတစ်ခါတလေကျွန်တော်တို့ပြက်ကွက်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ထဲမှာရှိထိုက်တဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့ exercise မလုပ်လို့ဖြစ်ပါတယ်ချစ်ချင်းမေတ္တာဆိုတော့ကျွန်တော်တို့ဖခင်သခင်ကကျွန်တော်တို့အထဲမှာချစ်ချင်းမေတ္တာတွေထည့်ထားပြီးသားဖြစ်တယ်ဒီချစ်ချင်းမေတ္တာကိုကျွန်တော်တို့လေ့ကျင့်ယူရမှာဖြစ်တယ်ခရစ်တော်ကိုတည်တော်သူဟာဒီချစ်ချင်းမေတ္တာတွေကိုတစ်နေ့ထက်တစ်နေ့တိုးပွားစေပြီးတော့လေ့ကျင့်ယူလို့ရတဲ့အခြေအနေမှာရှိတယ်သဘောတရားဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့အခုချိန်မှာကျွန်တော်ဆိုအသက်30ကျော်ပြီဒါပေမဲ့ခန္ဓာကိုယ်ကကျွန်တော်တို့ဒီအမြဲတမ်းလေ့ကျင့်ခန်းယူနေတဲ့ခန္ဓာကိုယ်ပုံစံမျိုးမဟုတ်ဘူးတကယ်လို့အခုနားထောင်နေတဲ့ပုံကိုတယောက်ရောက်လာခန္ဓာကိုယ်အချိုးစားမပြေဘူးဆိုပါစို့ဒါပေမဲ့လို့လေ့ကျင့်ခန်းယူပြီးတော့เนาะအချိန်ပြများစွာပေးပြီးတော့လေ့ကျင့်ခန်းကောင်းကောင်းယူမယ်ဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့နေရာမှာကြွက်သားတွေတက်မယ်မလိုအပ်တဲ့နေရာမှာအဆီတွေမရှိဘူးစားသဖြင့်ကျွန်တော်တို့ခန္ဓာကိုယ်ကျွန်တော်အချိုးစားပြန်ပြောင်းလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့လှုပ်ယူလို့ရတဲ့အရာဖြစ်တယ်လေ့ကျင့်ပြီးတော့ယူရမှာဖြစ်တယ်ဒါပေမဲ့တရက်ထဲနဲ့ရက်ထဲနဲ့တော့ဖြစ်လာမှာမဟုတ်ဘူးနော်ဆိုတော့အဲ့ဒီလိုပဲကျွန်တော်တို့အထက်မှာရှိတဲ့ဘုရားသခင်ထည့်ပေးထားတဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်တို့တယောက်ပြီးတယောက်ပေါ်မှာတနေ့ပြီးတနေ့လေ့ကျင့်ယူသွားမယ်ဆိုရင်နောက်ဆိုရင်ကျွန်တော်တို့ရန်သူကိုချစ်နိုင်တဲ့အခြေအနေအထိကျွန်တော်တို့လမ်းတက်နိုင်တာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခုနကကျွန်တော်ဖတ်ကြားသွားတဲ့မှာတဲခန်းကြီး9ငယ်43ကိုပြန်ဖတ်မယ်ဆိုရင်ကိုနဲ့ဆက်ဆိုင်သောသူကိုချစ်လောတဲ့ပြီးတော့ရန်သူကိုမုန်းလောဟူသောပြည့်ညက်စကားကိုတင်တို့ကြားရပြီဆိုတော့ရန်သူကိုမုန်းလောဆိုတဲ့စကားကခရစ်တော်ကဘယ်ကနေရတယ်လဲဓမ္မဟောင်းကျမ်းထဲမှာရန်သူကိုမုန်းလို့ဆိုတာတော့မရှိဘူးဒါပေမဲ့သူတို့အဲ့ဒီခက်တုန်းကပြည့်ညတ်တော်ကိုထပ်ကားပြီးတော့
ပြောတဲ့လူအနဲ့ဖွင့်တဲ့အရာကိုသူပြန်ပြောခြင်းဖြစ်ပါတယ်နော်ယန်သူကိုမုံလောလို့တောင်သူတို့ပြောထားတာအဲ့ဒါကိုခရစ်တော်ကအဲ့လိုမျိုးမဟုတ်ဘူးယန်သူကိုချစ်ရမယ်လို့ခရစ်တော်ကပြန်တွင်တင်ထားတာကျွန်တော်တွေ့ရတယ်ဆိုတော့ခရစ်တော်ကသူ့ရဲ့အသက်တာမှာကျွန်တော်တို့ကိုဒီလိုအသက်ရှင်ရမယ်ဆိုတာခုနပြောခဲ့တဲ့အတိုင်းပဲတမန်တော်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်သူတို့အသက်တာမှာတကယ်ခရစ်တော်လိုပဲသူတို့အသက်ရှင်လာတယ်ပထမအဆုံးမှာသူရဖြစ်တဲ့စတီဗန်ဆိုရင်တတေဖန်ဆိုရင်နော်ကျွန်တော်တမန်တော်ထုခန်းကြီးခွန်ကိုဖတ်မယ်ဆိုတွေ့ရပါတယ်တတေဖန်ဆိုရင်ဂဲနဲ့ပေါက်တက်ခံရတဲ့အချိန်မှာကိုရောတဲ့သူတို့ပြုတ်တော့မှုကိုသူတို့မတည်ဘူးသူတို့ခွင့်လွတ်တော်မူပါလို့သူပြောနိုင်တဲ့အဆင့်နေရာမှာသူရောက်သွားပါတယ်ဂဲနဲ့ပေါက်တက်ခံရတယ်ဆိုတာလွယ်မဲ့အလုပ်တစ်ခုမဟုတ်ဘူးကျွန်တော်စဉ်းစားလိုက်ရင်ကြက်သိမ်းထပြီးတော့အသေးရစရာဖြစ်ပါတယ်ကြောက်စရာအင်မတန်မှကောင်းပါတယ်ဒါပေမဲ့ဒီလိုအခြေအနေကိုကျွန်တော်သူကိုယ်တိုင်နဖူးတွေ့ဒူးတွေ့တဲ့အချိန်မှာဒီလူတွေကိုခွင့်လွတ်နိုင်တဲ့အသက်တာမျိုးရတယ်ဆိုတာတကယ်ခရစ်တော်ပေးတဲ့အသက်တာမျိုးဖြစ်တယ်ကျွန်တော်တို့မလုံနိုင်ဘူးလို့ကျွန်တော်တခါတလေပြောတတ်ပါတယ်ခရစ်တော်အားဖြင့်ခတ်သိမ်းတော်အမှုကိုကျွန်တော်တတ်ဆွမ်းနိုင်ပါတယ်ဖခင်သခင်စီမှာအကူအညီတောင်းဖို့လိုပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ခုနဖတ်တဲ့ကျမ်းချက်မှာဗာရေးထားတယ်လဲဆိုတော့အစိုးအဖြစ်အရှုံးမခံတဲ့ယောမခန်းကြီး7ငယ်21ကိုကျွန်တော်ကြည့်မယ်ဆိုရင်နော်အစိုးအဖြစ်အရှုံးမခံနဲ့အကောင်းအဖြစ်အဆိုးကိုနိုင်လို့ရေးထားပါတယ်အငယ်20ကိုပြန်ကြည့်မယ်ဆိုရင်ထို့ကြောင့်တင်၏ရန်သူကြီးမွတ်တိတ်လင်လှုပ်ကြွေးလို့ရေငတ်လင်တောက်စရာဖို့ပေးလို့တို့ပြုလင်တင်၏သူ၏ခေါင်းပေါ်၌မိခဲကိုပုံထားလိုက်မည်လို့ရေးထားပါတယ်ဒီကျမ်းချက်ကတော့သုတ်တန်ကျမ်းခန်း25အငယ်21နဲ့22ကိုပြန်ပြီးတော့ quotation လုပ်တာဖြစ်ပါတယ်အဲ့ဒီမှာသုတ်တန်ကျမ်းထဲမှာကျတော့သူဤခေါင်းပေါ်၌မီးခဲကိုပုံထားလိုက်မည်ဆိုပြီးတော့ဆက်ပြီးတော့ဗာရေးထားတယ်ဆိုထာဝရဘုရားသည်လည်းတင်၌စုချတော်မူမည်လို့ရေးထားပါတယ်ဆိုတော့ဘုရားသခင်ကသူ့ရဲ့ခေါင်းပေါ်မှာမီးကြတာကိုကျွန်တော်တို့စုချနေတဲ့သဘောမျိုးလားနော်တခါပုံကိုတယောက်ရှိတယ်သူကသူ့ပေါ်မှာပြစ်မှားတဲ့လူတယောက်သူပြန်တုံ့ပြန်ချင်တယ်ဒါပေမဲ့သူကစဉ်းစားတဲ့ခါကျတော့ငါတုံ့ပြန်ရင်နဲ့တဲ့ငါမတုံ့ပြန်ဘူးသူ့ကိုငါဒီတိုင်းပဲထားမယ်သူ့အတွက်ငါစုတောင်းပေးလိုက်မယ်ဆိုရင်ဘုရားသခင်ကသူ့ကောင်းပေါ်မီးခဲပုံချပေးလိုက်မယ်အဲ့ဒါဆိုရင်သူပိုခံရမယ်တဲ့အဲ့ဒီသဘောမျိုးကိုရန်သူကခံစေခြင်းတဲ့သဘောမျိုးနဲ့ကိုကကောင်းတာကိုဟန်ဆောင်ပြီးလှုပ်ပြရမှာကိုပြောနေတာလားတကယ်တော့ခရစ်တော်ကရန်သူကိုချစ်ခိုင်းတဲ့ချစ်အောင်ကျွန်တော်တို့ကိုတွင်တင်ပေးတဲ့ဖရားဖြစ်တယ်အဲ့ဒါကြောင့်ဖခင်ကဒီနေရာမှာဘာကိုဆိုလို့လဲဆိုတော့ကျွန်တော်တို့တိရကောင်းတယ်နော်ဆိုတော့အရေးကြီးတာကျွန်တော်တခါတလေကြာဒီနေရာမှာရန်သူကစာငတ်ရန်စားလောင်နေဆိုရင်သူ့ကိုလှုပ်ကြွေးရမယ်နော်ရေငတ်ရင်တောက်เสียရည်အဲ့ဒါကျွန်တော် physically စဉ်းစားတဲ့ခါကျတော့ရေတို့အစာတို့အဲ့လိုပဲထင်တယ်တခါတလေကြာဝိညာဉ်ပိုင်းနဲ့စဉ်းစားမယ်ဆိုရင်ကိုယ့်ဘော်မှာပြစ်မှားတဲ့လူတွေကတကယ်တမ်းကျတော့ဒီလူတွေကနှုတ်ကပတ်တော်စာငတ်နေတဲ့လူတွေဖြစ်တယ်ပြီးတော့နှုတ်ကပတ်သက်ဆိုင်ရည်ကိုရေငတ်နေတဲ့လူတွေဖြစ်တယ်ဒီသက်ဆိုင်ရည်နဲ့နှုတ်ကပတ်တော်အစာကိုကျွေးမွေးမယ်ဆိုရင်အဲ့ဒီလူရဲ့ခေါင်းပေါ်မှာမီးခဲဆိုတာဟေရှာခန်းကြီး6ထဲမှာမီးခဲကိုယူပြီးတော့ဟေရှာရဲ့နှုတ်ခမ်းကိုတိုးလိုက်တဲ့ချိန်မှာသူ့အသက်တာပြောင်းလဲသွားတယ်လို့ပဲသူ့ရဲ့ခေါင်းပေါ်မှာသူ့ရဲ့အုံနောက်ထဲမှာမီးခဲပုံထားမယ်ဆိုရင်သူ့ရဲ့အသက်တာပြောင်းလဲသွားမယ်ဆိုတဲ့အတိတ်ပဲမျိုးလဲပေါက်နိုင်ပါတယ်ဆိုတော့ဖခင်သခင်ကျွန်တော်တို့ကိုဖြစ်စေခြင်းတဲ့အကြောင်းရင်းအရင်းခံကတော့ကျွန်တော်တို့အပေါ်မှာတိုက်ခိုက်လာတဲ့ရန်သူရဲ့တိုက်ခိုက်လာတဲ့ရန်သူဆိုတာတခါတလေကျန်သစိမ်းမဟုတ်ဘူးဗျကျွန်တော်လှုပ်ဖော်ကင်ဖက်တယ်လည်းဖြစ်တယ်တခါတလေမိသားစုထဲမှာလည်းဖြစ်နိုင်တယ်နော်ကျွန်တော်အများကြီးပဲရန်သူဆိုတာနော်ကျွန်တော်တို့တိုက်ခိုက်နေတဲ့လူဘယ်သူမဆိုပေါ့အဲ့ဒီပုံကိုယ်ရဲ့တိုက်ခိုက်မှုကိုကျွန်တော်တို့အကောင်းနဲ့ပြန်ပြီးတုံ့ပြန်မယ်ဆိုရင်သူတို့အသက်တာမှာအကောင်းကိုမြင်လာပြီးတော့တန်ရှင်းသောဝိညာဉ်နဲ့တိုးထိခြင်းအပြင်သူတို့အသက်တာပြောင်းလဲသွားမယ်အဲ့ဒါထာဝရဘုရားထာဝရဘုရားဒီလည်းတင်၌စုချတော်မူမည်ဆိုတာအဲ့ဒါကိုပြောခြင်းဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲဒါကြောင့်ကျွန်တော်ရန်သူကိုဘယ်လိုဆက်ဆံရမလဲဆိုတော့နံပါတ်1စကလုံးအနေဖြင့်ကျွန်တော်တို့စော်ကားလာတဲ့လူမှန်ရင်နော်လှုပ်ဖော်ကင်ဖက်တွေဖြစ်မယ်ယုံထဲမှာလှုပ်တဲ့လူဖြစ်မယ်တဌာနထဲမှာလှုပ်တဲ့လူဖြစ်မယ်တကွက်ထဲမှာကျွန်တော်အတူတူလှုပ်တဲ့လူဖြစ်မယ်ဘယ်လိုပဲဖြစ်ပေါ့ကျွန်တော်တို့ကိုစကလုံးနဲ့စော်ကားလာတယ်ဆိုရင်ကျွန်တော်တို့ချူတာပြန်ပြောဖို့ဖြစ်ပါတယ်လွယ်မလားလွယ်မှာမဟုတ်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့ဖခင်သခင်ကကျွန်တော်ဒါမျိုးလုပ်ခိုင်းပါတယ်အဲ့ဒါကြောင့်ခုနပြောတဲ့လေ့ကျင့်တဲ့လူတယောက်ဟာတရက်ထဲနဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကချိုးစားပြည့်မဖြစ်နိုင်တယ်လို့ပဲဖြည်းဖြည်းလေ့ကျင့်ခြင်းအပြင်ကြာရင်ကျွန်တော်တို့ဟာရန်သူကိုချစ်နိုင်တဲ့အဆင့်ကျွန်တော်မိသွားမှာဖြစ်တယ်ဖခင်သခင်ကလည်းကျွန်တော်တို့ကိုဒီလိုဆန္ဒရှိပါတယ်ဒုတိယအနေနဲ့ကိုယ်ရန်လိုသောစိတ်နဲ့အမှုအရာပြုလာတဲ့လူဆိုရင်ကောင်းကောင်းမွန်မွန်ရိုးရိုးတည်တည်နဲ့ကျွန်တော်တို့လေးလေးစားစားနဲ့ကျွန်တော်ပြန်ပြီးဆက်ဆံမယ်ဆိုရင်ဒီလိုကြာမခံပါဘူးเนาะနောက်တစ်ခုကကြတော့
ကျွန်တော်တို့ကိုအခွင့်အရေးယူပြီးတော့အနိုင်ထက်ပြုတ်တဲ့လူရှိမယ်ဆိုရင်နော်သူ့ကိုကျွန်တော်သူ့ကိုစားကျွန်တော်ဘုရားသခင်ကိုကျွန်တော်တို့တောင်းပန်ပေးရမှာဆုတောင်းပေးရမှာဖြစ်တယ်လို့နော်ခရစ်တော်ကျွန်တော်တို့တွင်နေတာဒီနေရာမှာနံပါတ်ချက်3ချက်ကိုယ့်ကိုအနိုင်ထက်ပြုတ်တယ်ဥပမာကိုယ့်ရဲ့အသက်ကိုရန်ရှာတယ်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲအဲ့ဒီလူတက်ကိုဆုတောင်းပေးရမလားနော်ခရစ်တော်ကြည့်ပါစတီဗန်ကိုကြည့်ပါသူ့အသက်ကိုရန်ရှာခဲ့ပါတယ်ဆုတောင်းပေးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီအဆင့်ရောက်ဖို့တော့ကျွန်တော်တို့တာမန်အဆင့်နဲ့တော့မရသေးဘူးဒါပေမဲ့ဘုရားသခင်ရဲ့ခွန်အားအပြင်ကျွန်တော်တို့မရနိုင်ဘူးဆိုတာမရှိဘူးပဲဘာဖြစ်လို့ဆိုဘုရားသခင်ဂတိတော်ပေးထားလို့ဖြစ်တယ်အဲ့ဒီကြောင့်ကျွန်တော်တို့ဒီကနေ့တင်ကြားတဲ့ချက်အကြောင်းအရာတွေကျွန်တော်အသေးချပြန်ကြည့်မယ်ဆိုရင်ခရစ်တော်ကကျွန်တော်တို့ကိုဖြစ်စေခြင်းနဲ့သူ့ကဲ့သို့ဖြစ်စေခြင်းတာကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့ဒီကြောင့်အရန်ရေးကြီးတယ်ရန်သူတွေချစ်တဲ့အခါမှာကျွန်တော်တို့ကိုကျွန်တော်တို့နှိမ်ချပြီးတော့ကျွန်တော်တို့ကဒီကဘာမြေကြီးအထက်မှာကျွန်တော်တို့ရောက်ရှိသွားတယ်ဘာဖြစ်လို့လဲဆိုတော့အပြစ်ကဘာကြီးကတယောက်နဲ့တယောက်မကောင်းတာနဲ့တုံ့ပြန်နေတဲ့ကဘာကြီးဖြစ်နေအဲ့ဒီကဘာကြီးအထက်မှာကျွန်တော်တို့ရောက်ရှိသွားတယ်ဘာဖြစ်လို့ဒီအရာတွေကျွန်တော်တို့မပတ်သက်တော့ဘူးမသက်ဆိုင်တော့ဘူးဖြစ်တယ်အဲဒါကြောင့်ကျွန်တော်အရန်အရေးကြီးတဲ့message ဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုအရေးကြီးတာတော့ကျွန်တော်တို့ထိုကဲတော့ပြုလုပ်နိုင်ခြင်းအပြင်ဖယားသခင်နဲ့ကျွန်တော်တို့ကြားထဲမှာဘယ်လောက်ထိယဉ်နှင်းမှုဘယ်လောက်ထိမိတ္တဟာယဖွဲ့မှုရှိတယ်လဲဆိုတာကျွန်တော်တို့ဖော်ပြနေခြင်းဖြစ်ပါတယ်เนาะတချို့ကပြောတယ်ကျွန်တော်တော့မဟုတ်တာမခံဘူးတဲ့เนาะတကယ်အဟုတ်တာပြောရင်လည်းဒီလိုလည်းမခံပါဘူးเนาะလောကကြီးကဟုတ်တာလည်းမခံခြင်းမဟုတ်တာလည်းမခံခြင်းပါဘူးအဲ့ဒါကြောင့်အဆိုးကိုအဆိုးနဲ့မနိုင်ဘဲနဲ့အဆိုးကိုအကောင်းနဲ့ပဲနိုင်ဖို့အတွက်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုအမြဲတမ်းတွင်တင်ပြီးတော့ကျွန်တော်တို့ကိုခေါ်ဆောင်လက်ရှိပါတယ်ဆိုတော့ကျွန်တော်တို့အသက်ဒီတက်တာလုံးမှာကျွန်တော်ခရစ်တော်ကဲလို့အသက်ရှင်ဖို့ခရစ်တော်ကအမြဲတမ်းကျွန်တော်တို့ကိုတိုက်တွန်းပြီးတော့ကျွန်တော်တို့ကိုနှိုးဆော်နေပါတယ်တိယောခန်းကြီး2 ငယ် 6ကိုကျွန်တော်ပြန်ဖတ်မယ်ဆိုရင်ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်ထိုသခင်ကျင့်တော်မူရည်နည်းသူကျင့်ရမည်နော်ထိုသခင်မှာငါတို့တည်တယ်လို့သာပါဇက်ကပြောပြီးတော့ခရစ်တော်အသက်ရှင်တကယ်လို့ကျွန်တော်အသက်မရှင်ခြင်းဘူးကိုယ့်ရဲ့ဝန်ကိုကြတော့ခရစ်တော်စီမှာချထားခြင်းနဲ့ဒါပေမဲ့သူပေးတဲ့နော်သဘောနဲ့သူ့ရဲ့ဝန်ကြတော့ကျွန်တော်မထမ်းချင်ဘူးဆိုတာကျွန်တော်တို့မဖြစ်နိုင်တဲ့အတ္တတာတစ်ခုဖြစ်ပါတယ်နော်အဲ့ဒီတကြောင်ခရစ်တော်ကကျွန်တော်တို့ဟာသူ့ရဲ့ယောမခန်းကြီး9 ငယ် 30အရာသူ့ရဲ့ယန္တူတွေဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကကျွန်တော်တို့ကိုယန္တူဖြစ်လင့်ကစားကျွန်တော်တို့ကိုချစ်နေတယ်ကျွန်တော်တို့ကိုရွေးဖို့အတွက်အသက်ကိုစွန့်ပေးဖို့အတွက်သူလာခဲ့တာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့လဲကျွန်တော်တို့ရဲ့ဖျားသခင်ကိုကျွန်တော်ယူတင်ဝတ်ဆောင်မယ်ဆိုရင်ကျွန်တော်တို့ချစ်ချင်းမြတ်တာတွေကျွန်တော်တို့တနေ့ပြီးတနေ့ကြုံတွေ့ခံစားရပြီးတော့ပို့ပြီးသဘောပေါက်လာလေးဖြစ်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ရှေ့ကနေသူတပားကိုချစ်တဲ့အချစ်တွေထွက်လာမယ်သူတပားပေါ်မှာမြတ်တာတွေကျွန်တော်တို့ပို့ပွားလာနိုင်မှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဘယ်လောက်ထိပွားလာမလဲဆိုတော့ကျွန်တော်တို့ယန်တူအထိတောင်မှကျွန်တော်တို့မြတ်တာပွားလာနိုင်မယ်ဆိုတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့ဒီကြောင့်တနေ့ကျွန်တော်တို့တယောက်ပြီးတယောက်ကိုယ့်ကိုတိုက်ခိုက်နေတဲ့လူတွေကိုချစ်တဲ့လူတွေပြီးတော့ကျွန်တော်တို့မျက်စိထဲမှာအကူအညီလိုအပ်နေတဲ့လူတွေကိုတယောက်ပြီးတယောက်ကျွန်တော်တို့ကူညီနိုင်တယ်လို့နေ့စဉ်အသက်တာမှာကျွန်တော်တို့ကူညီရမှာဖြစ်ပါတယ်ယောဟန်ခန်းကြီး9 ငယ် 30မှာလဲခရစ်တော်ကိုယ်တိုင်လဲတဲ့သူ့အလိုကိုညင်းတယ်တဲ့ခမည်းတော်ရဲ့အလိုတော်ကအသက်ရှင်တယ်အဲ့ဒီလိုပဲကျွန်တော်တို့လည်းတစ်ခါတလေကြာရင်တခွန်းပြန်ပြောလိုက်ခြင်းနဲ့တစ်ချက်ပြန်တီးပလိုက်ခြင်းနဲ့စသဖြင့်ကျွန်တော်တို့ခံစားရတဲ့အချိန်မှာကိုယ့်အလိုကိုညင်းပြီးနော်နှိပ်ကွက်ထားပြီးတော့ခရစ်တော်ရဲ့အလိုတော်တိုင်းကျွန်တော်တို့အသက်ရှင်ပြီးတော့အဲ့လိုနေထိုင်ဖို့အမှန်တမ်းအရေးကြီးကြောင်းကျွန်တော်တွေ့ရပါတယ်နောက်ဆုံးအနေနဲ့ quotation တစ်ခုဖတ်ပြချင်ပါတယ် This day with God ဆိုတော့ February 29ရေးထားတဲ့ခုနှစ်ကတော့1908ခုနှစ်ပါပဲเนาะအသက်တာတစ်လျှောက်တွင်တဲ့အမှုတော်ဆောင်နိုင်ရန်အတွက်များစွာသောအခွင့်အရေးဝင်လာပါသည်เนาะကျွန်တော်တို့သက်တာမှာတစ်ခါတလေကြာရင်ကျွန်တော်တို့သာသနာမတွားနိုင်ပါဘူးသာသနာမပြုလုပ်နိုင်အောင်ကျွန်တော်ပြောတတ်တယ်ဒါပေမဲ့အမှုတော်ဆောင်နိုင်ဖို့အတွက်ကျွန်တော်အခွင့်အရေးမြောက်များစွာဝင်လာတယ်เนาะဘယ်လိုနည်းနဲ့လဲဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်တစ်ခုလုံးတွင်သာသနာတွဲတဲ့တကားပွင့်နေပါသည်ကျွန်တော်ပတ်ဝန်းကျင်မှာပဲအဝေးသွားစရာမလိုကျွန်တော်တို့ပတ်ဝန်းကျင်မှာပဲเนาะစကားပြောကောင်းတဲ့စုကျေးဇူးများကိုပုံကိုမှန်ကန်စွာအသုံးပြုပါကကျွန်တော်တို့စကားပြောကောင်းတယ်ဆိုရင်เนาะကိုပြောတတ်တဲ့ဟာကိုသူတဘာကိုပုတ်ခတ်ဖို့မဟုတ်ပဲねစုကျေးဇူးများကောင်းမွန်စွာကောင်းမွန်နဲ့မှန်ကန်စွာအသုံးပြုမယ်ဆိုရင်သခင်အတွက်များစွာလုံးမိလျက်သားဖြစ်ပါလိမ့်မယ်နော်တခွန်းပြောတိုင်းတည်ဆောက်เสียဖြစ်မယ်တခွန်းပြောတိုင်းတည်ဆောက်เสียဖြစ်မှာဖြစ်တယ်နော်ကျွန်တော်တခုလောကီမဆန်ပဲနဲ့နှုတ်ကပတ်တော်တိုင်းကျွန်တော်တက်ရှင်ပြီးပြောဆိုနေမယ်ဆိုရင်ကျေးဇူးတော်ကိုရေတွက်တဲ့အသက်တာဖြစ်မယ်ဆိုရင်ကျွန်တော်တို့
လုံးမိလက်သားဖြစ်သွားမယ်တဲ့နော်ခရစ်တော်၏စာနာခြင်းနဲ့နူးညံ့တိမ်မွေ့ခြင်းဖြင့်ချိန်စည်းနေသောစကားလုံးများသည်တဲ့အကောင်းဖြစ်စေရန်တကူဖြစ်ပါတယ်တဲ့နော်ကျွန်တော်တို့စကားတွေကတကူဖြစ်တယ်တဲ့ငွေကြေးဩဇာဆက်ဆံရေးအချိန်နဲ့ခွန်အားလုံးတို့ဒီကျွန်တော်တို့ပတ်ဝန်းကျင်အတွက်တာ၍အကူအညီပေးနိုင်ရန်နဲ့ဖန်ဆင်းရှင်ကိုတာ၍ယိုသေးလေးစားစေရန်ယုံကြည်အနံထားသောလက်ဆောင်များဖြစ်ကြပါတယ်တဲ့နော်ကျွန်တော်တို့ကိုအနန္တလက်ဆောင်တွေဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တင်တဲ့အကြောင်းအရာတွေကျွန်တော်ပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်တဲ့နော်ကျွန်တော်တို့ကအကူအညီလိုတဲ့လူပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေပြီးတော့ကိုယ်ရန်သူတွေကအစအကုန်လုံးကိုချစ်ဖို့ဖရားတောင်းဆိုထားတယ်ကိုယ်အနေနဲ့စဉ်းစားလိုက်ရင်လုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့ဖရားသခင်အနေနဲ့မဖြစ်နိုင်တာတစ်ခါမှမတောင်းဆိုဘူးဆိုတော့ဖြစ်နိုင်တယ်ဖရားအဖြစ်ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့တနည်းအားဖြင့်ကိုတော်မပါဘူးဆိုရင်တခုမှဖြစ်နိုင်မှာမဟုတ်ဘူးအဲ့ဒါကျွန်တော်အရေးကြီးတယ်အဲ့ဒီတကြောင်ကျွန်တော်တို့ကိုတော်မပါခဲ့ရင်ဘယ်အရာမှကျွန်တော်တို့မတတ်နိုင်ဘူးဆိုတာကျွန်တော်သိရမယ်ပြီးတော့ဒီသူတစ်ပါးကိုချစ်တဲ့ဟာတွေသူတစ်ပါးကိုချွေးမွေးတာတွေသူတစ်ပါးကိုလှုပ်ချွေးတာတွေကိုရန်သူကိုချစ်တယ်ဆိုတဲ့အရာတွေကဘာတွေလဲဆိုတော့အဲ့ဒီကို့အထဲမှာရှိတဲ့ကယ်တင်ခြင်းရရှိခြင်းအတိအပွင့်တွေဖြစ်တယ်အဲ့ဒီသူတစ်ပါးကိုကျွေးမွေးခြင်းအပြင်ကယ်တင်ခြင်းကိုရအောင်စူးစမ်းနေတာမဟုတ်ဘူးသူကိုရန်သူကိုချစ်ပြခြင်းအပြင်ကယ်တင်ခြင်းရအောင်လုပ်နေတာမဟုတ်ဘူးအဲ့ဒီဟာတွေလှုပ်ခြင်းအပြင်ဖခင်သခင်အမျက်နာတော်ကိုရှာတာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိရမှာဖြစ်တယ်ဆိုတော့အရောက်စီတိုင်းသဘောပေါက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့အသက်တာမှာသဘောပေါက်ယုံမကပဲအသက်တာမှာလိုက်လျှောက်ပြီးသူတစ်ပါးရဲ့အရှိမကျွန်တော်ကာယကံဝစီကံမနောကံအားဖြင့်သူတစ်ပါးနဲ့ဆက်သွယ်တဲ့နေရာမှာဘုန်းတော်ကိုထင်ရှားစေခြင်းအလို့ငါသင်ရတက်တာဘုရားသခင်အသုံးပြုပါစေကျွန်တော်တို့လာမဲ့အပတ်သင်ခန်းစာကတော့အသင်းတော်ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်ကျွန်တော်တို့မသိခင်လေးမှာခဏလေးဥညွတ်ပြစုတောင်းရအောင်မြင့်မြတ်တန်ရှင်း၍သာသမီတို့ကိုချစ်တော်ဘုရားယနေ့သင်ကြားရတဲ့လေ့လာရတဲ့အကြောင်းအရာများသာသမီတို့အတွက်အင်မတန်မှထူးခြားပြီးလက်တွေ့အသက်တာမှာအသုံးပြုဖို့ကောင်းသောအရာများဖြစ်ပါတယ်လက်တွေ့အသက်တာမှာတကယ်အသုံးပြုနိုင်သောသူသာသမီအရောက်စီတိုင်းဖြစ်စေတော်မူပါကိုရန်သူကိုချစ်တတ်တဲ့သဘောတရားများသာသမီတို့ထည့်ထားပေးတော်မူပါတကယ်ပဲလက်တွေ့မှာလည်းတကယ်ရန်သူကိုချစ်နိုင်ပြီးကူညီလိုအပ်သောသူကိုလည်းကောင်းမွန်စွာကူညီနိုင်ဖို့ရန်မဆတော်မူပါဤအရာအများအားဖြင့်ကိုရောမျက်နှာရှာခြင်းမဟုတ်ပဲကိုရောဒီသားသမီးတို့အားမစုံလင်တော်လဲမချစ်ထိုက်တော်လဲချစ်သောကြောင့်သားသမီးတို့ကိုကယ်တင်ခြင်းပေးသောကြောင့်ထိုအရာများသည်သားသမီးတို့၏အထက်၌ကိုရောဤပေးသောကောင်းကြီးမင်္ဂလာများအတိအပွင့်များဖြစ်သည့်အကြောင်းသားသမီးတို့ကိုလည်းနားလည်ခွင့်ပေးသနာတော်မူပါဤထိုအရာများအပြင်ဝါကြွားခြင်းမပြုဘဲကိုရောရှင်နာမတော်ကိုချီးမြှောက်ရသောသက်တာပေးသနာတော်မူပါအခုဂျာနာသူအရောက်စီတိုင်းသောလုံသားခြင်း၌ကိုရောရှင်နှုတ်ကပတ်တော်များထည့်သွင်းပြီးအသက်တာ၌တကယ်စစ်မှန်ဖြင့်လိုက်လျှောက်နိုင်သောအခွင့်ပေးသနာပါမည်ကြောင်းသခင်ယေရှု၏နာမတော်ကိုမြည်ပြုလက်ယူသည်ဆိုဖြင့်ဆုတောင်းဆက်ကပ်ပါတယ်ဖခင်အာမင်အားလုံးကိုဘုရားကောင်းချီးပေးပါစေယေရှုတင်ပါတယ်